ကဲငါလိုက်တဲ့အိမ်လေးကိုမင်းဘယ်လိုမြင်ကောင်းပါလေတော်သေးတာပေါ့ကွာပြုံးလင်းတစ်မျိုးလုံးမှာမင်းကြိုက်တဲ့အိမ်ရှိနေပြီလို့ပဲမင်းဒီအိမ်လေးကိုယူရိုက်တာမှန်တယ်ကွာသိလားဘဝချင်းကြည့်ရတယ်အေးစိရှိမဲ့ပုံပဲဟုတ်တယ်ကွာငါဒီအိမ်လေးကိုတော်တော်သဘောကျတာအပေါ်ထက်မှာလည်းကွာဒါတကူကအသေးလေးလှုပ်လိုက်ရတဲ့နေရာရှိနေတယ်အဲ့ဒါကြောင့်ငါဈေးတောင်မစစ်ပဲငှားလိုက်တာဒီမှာမင်း research လုပ်တာ6လဆိုပြီးပြီလားဒီဦးလေးတစ်ဝိုင်းမှာတော့ငါလေးလာစရာ3-4လလောက်နဲ့ပြတ်မှာပါပြီးလို့ရှိရင်တော့ငါလိုချင်တဲ့တစ်ပင်လေးတွေစင်ပယ်လေးတွေစုပြီးပြီဆိုတာနဲ့ငါစာတန်းထိုင်ရင်းနေုံပဲလေစာတန်းကလည်းနောက်ထပ်မှတင်ရမှာပါလိုပါသေးတယ်အေးလေမင်းဒီ6လနေကြီးတို့ကြိုက်ပြီဆိုတော့လေ15ပေါ့ကွာစာတန်းနဲ့ဒီမှာစက်ရေးပေါ့မန္တလေးကပူပါတယ်ကွာပြီးတော့ဒီမှာငါလည်းရှိနေအောင်ဥစားအေးပါကွာငါကြည့်ပါဦးမယ်ကဲလားအိမ်ပြောင်းမကိစ္စလောက်ရနော်အေးလေဟိုကြီးလည်းမနေ့ကညပြန်လာခဲ့ပါနော်အေးမင်းနဲ့အိမ်ကြီးချင်းပဲအေးညင်းစွေဟေးမင်းတို့လင်မယားအခုလိုကူညီပေးတာကျေးဇူးပဲကွာနော်ဘယ်လိုပါဘူးကွာတငယ်ချင်းအချင်းချင်းနေပဲကူညီခွင့်ရလို့ကူညီရလို့ပဲသဘောထားတယ်မောင်လေးတို့ကဒီကိုပြောင်းလာတယ်လူသစ်တွေလာရင်ဟုတ်ပါတယ်ခင်ဗျပြောင်းလာတာကျွန်တော်တယောက်တည်းပါဒါကကျွန်တော်တကယ်ချင်းငိမ့်ဆွေလေသူကကျွန်တော်လာကူညီပေးနေတာသူကဒီမျိုးပါပဲအမကဒီအိမ်ရှိအိမ်ကဥမြတာရဲ့ဇနီးမတ်တီစီပါလူတဲ့ကူညီရှိလဲပြောနော်ဘာကူညီပေးရအောင်မလဲရပါတယ်မကျွန်တော်ကဒီမှာ6လလောက်နေမှာပါမောင်လေးတယောက်ထဲလားမိသားစုရောမပါဘူးလားယင်လူပြိုကြီးအမရေ तू ကတယောက်ထဲနေမှာမန္တလေးတက္ကသိုလ်ရဲ့ယောဂဗိဒဌာနမှာ तू ကအရင်ကတိကလေးPhD ဒေါက်တာဘွဲ့ရထားတာအခုတော့ NGO မှာရရှိလုပ်နေတာပေါ့သူ့စာတန်းအတွက်ပြည်ဦးတွေမှာရှိတဲ့တစ်ပင်တွေကိုလာလေ့လာတာတွေ့ရတာဝမ်းသာပါတယ်ဆရာရဲ့ဆရာလို့တော့မခေါ်ပါနဲ့ဗျာကျွန်တော်နာမည်တက်ပိုင်မှုပါမောင်တက်ပိုင်ပေါ့အမရဲ့အမျိုးသားလည်းအရင်တော့အရာရှိပဲလေအခုတော့ကျမ်းမာရေးမကောင်းတာနဲ့ပင်စင်ယူလိုက်ပြီးတော့အိမ်ကျိုးဆောင်လုပ်ပဲလုပ်နေတယ်ကျင်းတာကျင်းလိုက်ဘယ်ဖွင့်ဒီတော့မားတယ်နော်အဲ့ဒါအမအိမ်ကဖွင့်တာပါအကိုကြီးရဲ့သမီးလေးသူဖွင့်နေတာအကိုရဲ့သမီးဆိုတော့အမသမီးမဟုတ်ဘူးလားဒီလိုပါအမအကိုကြီးရဲ့ဒုတိယအိမ်တော်လေးအမနဲ့ကသားလေးတယောက်မွေးထားတယ်သူကပထမအိမ်တော်ရဲ့သမီးပေါ့
အရင်တော့သူကဒီမှာနေရမှာမဟုတ်ဘူးဒီနှစ်စမ်းပိုင်းလောက်မှပြောင်းလာတာအမသူ့ဖေကိုပြောပြီးတော့အတန်တိုးခိုင်းလိုက်ပါမယ်အမပြောရင်လေသူကမရအောင်ပို့ရွဲ့တာသွားမယ်နော် ဟုတ်ကဲ့ခင်ဗျာ ဟုတ်ပြီဟမ်ဟေ့အတန်တိုးသွားပြီ အေးကွာဒီလိုဆိုလို့လည်းဘယ်ဆိုလို့လဲပြောလို့ဆိုလို့ရတာ အိမ်ရှိကိုပြောင်းလာတဲ့လူကြီးခဏထွက်ခဲ့ပါဦးခေါ်နေရကြားလားအိမ်ရှိရလူကြီး ညီလေး ဟေး တွားကြည့်လိုက်ပါအောင်ကွာ အေးကလေးမဘာတော့ ဦးလေးအိမ်ရှင်မမဟုတ်တာဦးလေးကိုသိရလေဦးလေးကကံပတ်လက်မှာကော်ဖီဆိုင်ဖွင့်ထားတဲ့လူကြီးမလားအိမ်ရှင်နဲ့ပြောချင်တာ အေးတပိုင်တပိုင် ဟာ အဲ့ကောင်မလေးကမင်းနဲ့ပဲပြောချင်တယ် ဟာဘာလဲကွာဒီကောင်မလေးကရဲကြီးခွင်ကျဲတယ်ကလေးမပြောဘာပြောလို့လဲ တချင်းတောင်တိုးခိုင်းတာအဲ့လူကြီးလား ဟုတ်တယ် တိုးပေးလို့တော့ရပါတယ်ကလေးမလို့မခေါ်နဲ့ ဘာဖြစ်လို့လဲ ဂျိတ်မှာနာမည်ရှိရယ် JADE ဂျိတ်ဟုတ်ပြီနော်အဲ့လူကြီးကလည်းတချင်းတန်ကြရမကြိုက်ဘူးလေဂျိတ်ကလည်းကလေးမလို့ခေါ်တာမကြိုက်ဘူး ကဲဟုတ်ပါပြီနောက်လည်းခေါ်စရာအကြောင်းမရှိပါဘူးဒါပဲမလား နင်လည်းမပြီးသေးဘူးလေဂျိတ်ကအမြဲတော့အတန်တိုးပေးမထားနိုင်ဘူးအဲ့လူကြီးပြင်သွားရင်တော့ဖွင့်ရမှာပဲအဲ့တော့အဲ့လူကြီးအပြင်သွားမယ်ဆိုရင်ဂျိတ်ကိုလာအကြောင်းကြားလိုက် ဟာငါအပြင်သွားတဲ့ကိစ္စမင်းကိုပြောစရာမှမလိုတာပြီးမင်းတချင်းဖွင့်ပြီးနားထောင်လာကလည်းမင်းကြားရင်ရပြီပေါ့အခုကမင်းဖွင့်နေအကျယ်ကြီးပဲမသိရင်ကြံမဲ့နဲ့ကြာနေရပဲ ဟာနားကြီးလိုက်တာ stop နေတိပြီဟိုမှာဆက်ကြလေးအဲ့ဆက်ကြလေးကိုလူကြီးအိမ်မှာရှိတဲ့အချိန်ကျရင်ဟိုပန်းအိုးထဲကိုထောင်းထားလိုက်နော်လူကြီးပြင်သွားရဲဆိုရင်အဲ့ဆက်ကြလေးကိုပန်းအိုးထဲကနေလှည့်ထားလိုက်အဲ့မှာလူကြီးအိမ်မှာရှိမရှိချိတ်သိရမှာ ကဲအဲ့လိုလား သဘောတူပြီပေါ့ခုလူကြီးကအိမ်မှာရှိရဲဆိုတော့အဲ့ဆက်ကြလေးကိုထောင်းထားလိုက်โอเค ပြီးရော ဆိုပါဦးညှိလို့ရတာပဲ နော်မင်းကတမျိုးဟေး ဟောရောင်မမရောင်ဖြစ်ကုန် ကဲရော့သားမြန်စားမင်းမင်းညောင်ကဂိမ်းနေစော့နေလို့လားဟဟလားအေးရတာနောက်ကြတယ်ဟမ်ဟာ မဟုတ်ပါဘူးမေးရတယ်ဒါခင်းနေနေလေးပဲဆိုတာ ပြည့်စီရှမ်းခောက်ဆွဲသမီးလေးကျေးအတွက်ခြံထားလိုက်အောင်တော့နိုးတာစားကြမရှိပဲနေ ချာလီမမကြီးကအဆွဲတဲ့နိုးနေဘုံတော်စားဖို့ရည် ဟုတ်လား အမေဒီနေ့တော့ထူးထူးဆန်းဆန်းပါလားအိမ်တွင်းအောင်မယ်ဆိုတဲ့သဘောပေါ့
အကိုကြီးသမီးအခုတလောဘာတွေကြိတ်ကြံနေလဲမသိဘူးခန်းအောင်နေတယ် မင်းရလေကွာပြင်ထွက်တော့လဲထွက်လို့အိမ်မှာနေတော့လဲနေလို့နေပါစီသူကလူစိတ်ချမ်းသာလို့လွတ်လွတ်လပ်လပ်လွတ်ပေးထားလိုက်စမ်းပါ အလဲလာပြီလူကြီးဒီနေ့ကားရည်စီးတာ15မိနစ်နောက်ကျပါတယ်နောက်ကျမှာပေါ့မနေ့ကညဆိုဖာမှာအိပ်ပြီးစာအုပ်ကြီးဖတ်နေရဘာလို့နေနေလုံးနေရလဲဘယ်သွားမလို့လဲအာကဲပြင်သွားစရာရှိနေတာဘာဖြစ်လို့လဲအမ်းမျိုးရေလောင်းနေတယ်တွားလေတော့မှတော့တွားတော့ကြာလေးလည်းမလဲဝါဘူးဆိုပါအေးတပိုင်မင်းဒီနေ့ညနေငါတို့စီမှာတင်တာလာစားဖို့ချိန်တာလေအာမင်းမေးနေမှာဆိုလှမ်းတတိပြီးတာ မမေးပါဘူးကွာစိတ်ကြညနေကျရင်ငါလာခဲ့မယ်နော်စီစီ စီပါ ဟာနေမနေတော့လေတလားလောက်တော့နေလေဟာဒီမှာငါတယောက်တည်းပြင်းလို့ဘိုင်းမှာပဲနေငါလည်းပဲအိတ်မအိတ်ဘူးဆိုလဲလာတော့လာဟာဟဲ့အော်နေတိချင်တဲ့ဟိုလူကြီးကြောင့်ပြမယ်လေလာရင်တိအမှာပေါ့ဟဲ့ကနငါပြစမ်းကျန်လာလဲနောက်ကျလိုက်တာကြာလို့တာစောစောကပြန်ရောက်ချင်းစက်ကြရီထောင်ကိုမေ့သွားတာအခုထောင်လိုက်ပြီလို့နော် အော်လူကြီးပြောင်းနေတာမသိလို့ခုနကြည့်လိုက်သေးရဲ့စက်ကြလေးကလှဲနေလို့အင်ပြန်နောက်ကြရနော်ဘယ်သွားနေရလဲ ကိုဘယ်သွားတယ်ဘယ်လာလဲဆိုတာမင်းတို့ပြောနေရအောင်မလားကိုနဲ့မဆိုင်တာမဆက်စုပါဘူးလေ ပြောလို့နေပေါ့ ဟိုင်း
တားခန်းလေးကမှဘလူးရောက်သွားတယ်မိုင်းယူတာမလားမှန်တော့ မင်းတို့ဘာကိစ္စယူသွားမှလဲ ဟိုမိုင်းကတားရလေဇလီကတားမွေးနေတော့တားကိုလက်ဆောက်ပေးထားတာမိုင်းကဘာဖို့ယူရလဲ ယူတော့ဘာဖြစ်လဲကွာဒီစမမင်းကဘာဖြစ်လို့ခုမှမလို့လိုက်ရှာနေ ဟာမိုင်းကဘာဖို့ယူရလဲ ငါလည်းရှုခင်းလေးပါလေးကြည့်မလို့ပေါ့ကွာ မိုင်းရှုကင်းကြီးမှာဟုတ်ရလားမညာနဲ့နော် ဟာဒီကလေးကလှုပ်လိုက်ရတိုးစမ်းအမရှုံနဲ့စာရေးစီဖတ်လူဟာလေးလည်း ဟာအဲ့ရှိရလူကြီးကိုင်းရစီနာဘာလို့လဲမပါဘူးဗျ ကြည့်ဟာဟဲ့ဟာဝိပါလေကွာရှုမင်းမဘူးလေအိမ်သွား တားဘူးလို့မိုင်းရွေးကြည့်လိုက်တော့ တော့ဘယ်လိုဖြစ်လို့ဝဲငွေရောက်နေဟာ တန်းနေမိုင်း ဖေးကွာဟမ် နောက်ဘက်ဆက်စောမယ် ကဲလို့ တော်မင်းမေခေါ်နေ မိုင်းဘာမှမဖြစ်ဘူးတပွဲကြံလေး ဟာနေကအဲ့ကဂိမ်းဆက်ကိုယူလာပြီးဒီမှာလာဆော့နေရဲ့လူကြီးကိုအားနာစရာကြီး အဲ့ရတီဗီနဲ့ဆော့ရမကောင်းလို့အဲ့ကြဒီဦးလေးရဲ့တီဗီနဲ့ဆော့တယ်ဟာတော့ဦးလေး အေးပါမင်းအပြစ်မဟုတ်ပါဘူးနော် ပိုတွေပြောနေတယ်နင်အဲ့က TV နဲ့ဆော့ရပြင်ကြားလာပြီနင်ဒီအိမ်မှာဆော့ကြလို့တမင်တက်အကြောင်းရှာရမလားကဲတော့မယ်နော်မင်းခေါ်နေထား ဂျေခဏလောက်တော့ပေးစောလိုက်ပါဂျေရဲ့ဂျေကအကြီးမလားအငယ်ကိုညားမှာပေါ့ဂျေပြီးတော့အိမ်မှာကလည်းသူနဲ့တူစောမဲ့သူတယောက်မှမရှိတာနော် ကျိတ်သူနဲ့ဆော့ပါတယ်ခါလေးဆိုသူနဲ့ပဲဆော့နေတာဒီရပိုင်းကကျိတ်တငယ်ချင်းတွေကရန်ကုန်ကရောက်နေလို့သူတို့တွေနဲ့ရှောက်လဲနေတာကျိတ်တို့စောက်ခေါ်လိုက်ပါမယ်လူကြီးကိုအားနာလို့ ဒါကြတော့အားနာတယ်အတန်နဲ့နှိမ့်ဆက်တာကြတော့အားမနာဘူးပါလားကဲဟုတ်ပါပြီစောင့်မယ်ဆိုရင်လည်းခဏစောင့်ဟိုချိန်စားဖို့အောက်မှာတစ်ခုသွားယူလိုက်အောင်မယ်နော် ဟဲ့ကြကြဆော့လို့ကြလားပြီးတော့ ချိန်ဘာဖြစ်လို့လဲ မှန်ကွဲသွားလို့ sorry ပါ အော်ကထားလိုက်ပါအဲ့ဒါတန်ဖိုးလေးသိရှိတာမဟုတ်ပါဘူးမင်းတို့မောင်လို့ပါနော်အိမ်ကိုလာပြီးထင်းတိုင်းကိုကျဲနေကြတော့တာပဲ ကျိတ်သိမ်းလိုက်မယ်နော် ဟုတ်ပြီချိန်ကဲမလုံနဲ့ထားလိုက်ပါတော်တော်လက်ရှသွားအောင်မယ်နော်ကဲလာဒီမှာတီးလာစားကဲလာပါဒီမှာလာစားလာကဲနောက်တော့ဝဲ ဟ
လေးမမင်းဒီဆိုင်အောင်လာတာကော်ဖီတောက်ချင်လို့လာမဟုတ်ဘူးလားဘာကိစ္စရှိလို့လဲ တိကျင်တာလေးရှိလို့ကျိတ်တော့အိမ်ရှိမှနေတဲ့လူကြီးကဦးလေးတငယ်ချင်းလား တငယ်ချင်းပေါ့ အရင်ရင်းနီးလား 10 တန်း9 တန်းလောက်တည်းကတငယ်ချင်းဖြစ်တာပါ तू ကဆရာလို့တော့မန်းလေးမှာကြံခဲ့တယ်ဦးကအိမ်အောင်ကြပြီးစီးပွားရေးလုပ်ချင်တာနဲ့ဒီဆိုင်ကြီးလာဖွင့်တာဘာဖြစ်လို့လဲ ဩဟိုကျိတ်တော့အိမ်ရှိမှနေရလေအဲ့ဒါ तू ကအိမ်ပြန်မလား2ရက်လောက်ရှိပြီချက်တကားလည်းပိတ်ထားတယ်ဟိုဘယ်သွားမဲ့ဗာလဲလည်းမပြောတော့အိမ်ဒီပိုင်းများပြောင်းသွားလားလို့ ပြောင်းတော့မပြောင်းပါဘူးတကယ်လို့ပြောင်းသွားရဆိုရင်လည်းညီးနှိမ့်ဆက်လို့ပဲဖြစ်မှာလား ဟာကျိတ်တချင်းကျိတ်မဖွင့်တာအောင်ကြားလာပြီကျိတ်နဲ့လူကြီးကတငယ်ချင်းအောင်ဖြစ်နေပြီ ညီးလူရအန်ဂျူမှာဆရာလေအခုသူ့ဘွဲ့မန်းလေးရောက်နေလို့တွားတွေ့တာဟိုမှာတင်တန်းနေနဲ့တက်ရတယ်မီတင်နေလဲထိုင်ရတယ်ဒီညမငွေမနဲ့ဖြတ်မနဲ့လောက်တော့ပြဲရောက်မှာပါ ပြန်ပြီးတာပဲ ကော်ဖီတော့ကယူသွားမလို့လား ကျိတ်နင်ငါတို့လိမ်ပြီးခေါ်တာမဟုတ်ဘူးလားငါတို့လာမှနင်လူရမန္တလေးဆင်းသွားရဲဆိုတော့နင်ဟာလည်းမဖြစ်နိုင်တာဟဲ့ လိန်ခေါ်တာမဟုတ်ဘူးငါမေးပြီးသွားပြီဒီနေ့ညတော့မို့မလက်ပြန်ပြန်ရောက်မှာ အဲ့ဆိုလည်းပြီးရောဒီနေ့မတွေ့ရလဲနောက်နေ့ပေါ့စင်ဒီညဘာဖြစ်အစ်စိတ်ပေါ့အော်ဒီကဟာမအရန်ညှိုးနေတော့ငါတွေ့ကြလုံးပြေးလာတာအမလီသူ့စိတ်ကူးရဲ့အိမ်မက်ထဲကဗါတဲ့ Prince Chamberlain ဆိုပဲဖြစ်ချင်းဖြစ်ရှင်မင်းသားရွယ်ဖြစ်မှာပါအသက်ကြီးအဖြစ်ကြီးနေပြီ哦 ဟဲ့အသက်ကြီးပဲမဲ့ယုံနုတယ်နော်စကားပြောရင်လည်းတစ်လုံးချင်းစုံမရင်လည်းအရန်နာထောင်လို့ကောင်းတာ အမလေးဟဲ့နေရာလေကြိုက်လိုက်လို့ရှင်လီယိုနာတို့ဂျိုနီဒက်တို့အဲ့လိုအသက်ကြီးအဖိုးတွေပဲကြိုက်တယ်ခုလည်းကြည့်အဖိုးကြီးကိုကြိုက်ပြန်နိ ဟိုမှာလာနေပြီသူ့လာနေပြီသူ့လာနေပြီလာတော့မောလေးတိတာရချမ်းတိတာအရင်မလုံနေအဲ့ဒါဖြူနေနော်ဟဲ့နော်ဟာအဲ့လိုမကြည့်နဲ့ 怎么你完美？这什么路让我不了？刘基。 တော်တော် ပြောကြမ်းသွားတယ်အိမ်မှာမွေးငါချက်လို့လူကြီးကိုလာပို့ပေးရအောက်မှာထားတာနော် ဟောဟလားကျေးဇူးကျေးဇူးဂျိတ်ချက်တာလား ကြည့်ရပါမချက်တော့အဲ့ဒီကြီးချက်တာ မင်းကလေးဆိုတာနည်းနည်းပါးပါးချက်တက်ပြုတ်ထောင်လို့သင်ထားမှာပေါ့ဂျိတ်ရဲ့ လူကြီး ညာ ဟွာလေလူရောက်ထမင်းချက်တဲ့သူကိုပဲယူပါလားယင် ဒါပေါ့ဂျိတ်ဟာဂျိတ်ဘာလာမင်းနေရလဲကိုနဲ့မဆိုင်တဲ့ကိစ္စတွေကိုမမေးရဘူးလေ တီးဦးလေလူပဲမင်းကလေးဆိုတာထမင်းချက်တဲ့ရဆိုအားကြောင့်မေးကြည့် အော်ထမင်းချက်တက်တာအဓိကတော့မဟုတ်ဘူးပေါ့ဂျိတ်ရဲ့ဒါပေမဲ့လူဆိုတာကိုနေရာနဲ့ကိုအသုံးချဖို့တော့လိုတာပေါ့ ကျဲအတော့မကြဘူးလားဖိုင်ရလေ မဟုတ်ပါဘူးဂျိတ်ကအခုမှငယ်လေးပဲရှိသေးတာလေနော်အသုံးချခြင်းနဲ့ဆိုလို့ရှိရင်မတိတာမတတ်တာတွေကိုသင်လို့ရသေးတဲ့အရွယ်လေးသင်ပေါ့ဂျိတ်ရဲ့ဟုတ်ဘူးလား ဘာပြောနေလဲမသိနားမလဲပါဘူးရှုပ်နေရပဲစီ ဒီရရေးသားတဲ့နေရာရှိလဲ 16ယောက် အာအဲ့ဒါတော့လူကြီးရွက်ရဖြစ်သွားပြီ ကဲဂျိတ်ရဲ့ဒီမှာအလုတ်ရှုပ်နေတယ်ကွာစကားမများပါနဲ့ညီညီလေးနေပါနော်ဟုတ်ဘူးဒီမှာမှန်များယူ ဟုတ်ကဲ့ ဟ
ကြည့်ပါလေ ဟောတစ်ပင်ရဲ့ဆဲတွေကိုကြည့် ဟုတ်လားကြည့်လေကြည့်ချင်ကြည့် 那会记对你真样的飘是那月，无一个 ကျဲကြည့်တော့ဘာတိမှမလို့လဲကျဲမကြည့်ပါနဲ့ ကြည့်ကြမှာနည်းပဲ 泪如对你拉把飘是那月， ဒီလိုမျိုးမဖွင့် 别人嘛也还散了啦，爱越单身别给你，今年你累。 လာလေ ဆိုလူကြီးစိတ်ပြန်တော့မယ်နောက်နေ့ကျရင်တခြားရှင်းပြနော်တက်တာ ဟုတ်ပြီ ပြန်လိုက်ပါဦးမယ်လူကြီးမူဟင်းကစားလိုက်အောင် တက်ပါမင်းအဲ့ဒီကောင်မလေးနဲ့တော်တော်ရင်းနှီးနေရလား ဟောအိမ်နားနီးချင်းဆိုတော့လေကွာလာလဲတာပေါ့ကလေးဆိုတော့လေကွာဆက်စုချင်တာပေါ့အဲ့ဒါကြောင့် အဲ့ကောင်မလေးကလေးမဟုတ်တော့ဘူးလို့မင်းကိုကြိုက်နေတာ အာမင်းကလည်းမဟုတ်တာကွာ မင်းမန္တလေးကို3ရက်ဆင်းသွားတော့အဲ့ကောင်မလေးကငါဆိုင်ကိုရောက်လာတယ်မင်းဘယ်တော့ပြန်လာမှာလဲဘယ်ကိုသွားလဲဆိုငါ့ကိုလာမေးရင်တော့ ဒီတိုင်းပဲသိချင်လို့လာမေးတာတော့ဟုတ်ကွာ တပ်ပိုင်ဟာမင်းလည်းဘော်တနီသမားပါပဲຫນွေပင်ကြီးရဲ့အကြောင်းမင်းလည်းသိတာပေါ့တွေ့ညှိခံပြီးသွားလို့ရှိရင်ပြန်ရှင်းမှုခက်တယ်နော် ဟဲ့နင်လူငါလို့ဘယ်တော့မင်းပေးမအောင် No he's mine နင်လူရနေပြောသလိုချောတယ်ဟဲ့ဘာဖြစ်လဲကိုတငယ်ကြီးကြိုက်နေတယ်သူဆိုတော့ကိုကခင်နေတာပေါ့ သူက80ဆန်နဲ့နုနဲ့ဖြစ်ပါဘူးဟာ ဟဲ့နင်ကဘာဖြစ်တာမိတ်ဆက်ပေးလိုက်ပါဟဲ့ Nope ရတယ်လေနင်မိတ်ဆက်ပေးဆိုရင်နောက်ခါကျရင်ငါတို့ကအတင်းဝင်လုံးမှာပဲနော် သမီးလောက်တာမလား နင်မမိတ်ဆက်ပေးဆို bitch နင်နဲ့တည်းရဆိုနင်ခေါ်လိုက်လေနင်မခေါ်လိုက်မှာနော်ခေါ်မယ်နင်ကလည်းမခေါ်နဲ့ဟဲ့ 哎，你说把你弄的， ဘာမှမကြည့်ပါဘူးဟုတ်ပါဘူး 爸妈那么吵了，俺回来等这么家伙了，把你吵的给我。 ချောင်းပါဦးဘာလို့ဒီထဲမှာစက်တောင်ရရင်လည်းမစက်တောင်ဝင်သွားလို့ကြည်နေ အဲ့မြဘဲ TV ခေါ်လိုက်လေဟာအထက်ကလူကောက်ခိုင်းလိုက်ပေါ့တဲ့ အိမ်ရှိကငါအတီးအိမ်ထဲမှာအိတ်နေလားဘာလားမသိဘူးခေါ်ရမှာအားနာလို့ဟဲ့ ငါသိပြီဟဲ့ငါသိပြီနေအခန်းထဲမှာအကြာကြီးအောင်းပြီးအကြံကြီးကြံနေတဲ့ငါအကုန်ရပြီပေါ့ဒီခြံကနေကြိုက်နေတဲ့ဘိန်းနေတဲ့ခြံ ဟမ်နင်ကဘယ်လိုသိသွားလဲဟောဒီကပြောလိုက်ဟုတ်တယ် ပြောပါဦး ဟဲ့ပတ်ရမ်းမနေနဲ့ဟဲ့နေငါအိမ်ဘက်တော့ပေါ်မလာပဲနဲ့အိမ်ထဲမှာမှန်းမှန်းတော့လည်းလှုပ်ရှုပ် သူပြောစမ်းပါ ဘာခုမှတူတူပြောတယ်ဟာပြပါဦးနေခွက်ကြည့်ဘာထူးခြားနေ နေထတော့ချောတယ် ဦးနေပါပြီဟာ ဘာအိုရမှာလဲ နေအဖေရတော့ရှိရပြီဘာလို့လောက်ကြိုက်နေ ဟေးချာတိတ်ဒါမင်းတို့ကြက်တောင်လားကဲဒါလည်းမထိုင်ကြပါဘူး သူကစင်ဒီသူကလီလီသူကဒီပါအားလုံးက BFF တွေပဲဒီပါတော့မေမျိုးမှနေတယ်သူတို့ညောက်ကကျတော့ vacation လာ အိုးဂျိမ်းကိုခင်လို့တမီးတို့လည်းခင်ရမယ်နော် ဟုတ်ပါပြီဗျာအော်စင်ဒီနဲ့လီလီယာရောဒီမှာကြာဦးမှာလား ဟုတ်တယ်ဦးရဲ့မမီးဒီမှာတစ်လားလောက်ကြာမယ်လို့ပြောရဲရန်ကုန်မှာလည်းအပူရှောင်းရင်းနဲ့ဒီဘက်ကိုရောက်လာတာလေ အော်ဒါဆိုရင်အတော်ပဲပေါ့ဒီမှာချိတ်ကတယောက်တည်းပြင်းနေတာလေအခုအပေါ်ရသွားပြီပေါ့ဟုတ်တယ်မလားချိတ် အိုးလီလီမြောက်ခင်တဲ့က तू ကအလုပ်တွေရှုပ်ရပြင်ချိန်တောင်းမြောင် ဟဲ့လူကြီးကငါ့ကိုအားနာလို့ဧည့်ခံနေရနော်သူများအားတာမဟုတ်ဘူး ရပါတယ်ချိတ်ရဲ့တခါတလေလာတာပဲဥစ္စာ
အော်အားလုံးက high school ပြီးသွားပြီဆိုတော့တက္ကသိုလ်ကိုဗမာတက်ကြမှာလဲအားလုံးကတော့နိုင်ငံခြားမှာပဲနဲ့တူတယ် ကျွန်တော်ကစင်ကာပူမှာကျောင်းတက်ဖို့စီစဉ်လာတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုရှိလို့လေ လီလီကစင်ဦးမှာပဲစင်ဒီကတော့အော်စီတောင်းပါ ဂျိတ်ကရော ချိတ်ကပူကြမလို့ဦးရဲ့သူ့မိကအမေရိကန်မှာအခြေချနေပြီဆိုတော့အချိန်တိုင်းသူကလိုက်သွားရုံပဲ မသိသေးပါဘူးဟာမမီစီလည်းငါမသွားချင်ဘူးသွားလဲငါဟော့စတယ်မှာပဲနေရမှာပဲငါကတနေရမမီးကတနေရဒရီကဒီမှာမိသားစု3ယောက်လုံးတယောက်တနေရကောင်းပါလား အော်ဂျိတ်ကဟိုမှာမနေချင်ဘူးဆိုရင်လည်းကျောင်းတော့သွားတက်လိုက်ပါကျဲရဲ့ပြီးရင်ဒီမှာပြန်လာနေပေါ့ သိပါဘူး ချိတ်ကတော့အိုက်တိုင်းပဲကျောင်းတက်ဖို့ပြောရင်ဘာဖြစ်မှန်းမသိတာ ဟဲ့ဟုတ်တော့လဲဟုတ်တယ်လေသူ့မိကအရန်ဟော့တဲ့ဟာကိုအခုယူထားလဲအမေရိကအဖြူကောင်းလဲဆိုတော့ तू ဘလို့လိုက်ချင်ပါလဲ အော်ဂျိတ်မမီကဂျိတ်ကိုဂရုမစိုက်ဘူးလား ဟုတ်တယ်ဦးရဲ့ရန်ကုန်မှာလဲသူကသူ့ဖိုးဖားနေမနေရလေသူ့မမီကလည်းရန်ကုန်တစ်နှစ်ကို3လောက်ပဲပြန်လာတာအရင်တော့ကလည်းသူ့ဖေကသူ့လှည့်မကြည့်ပါဘူးအခုမှဘာလို့ခေါ်ထားလဲမသိဘူးရဲ့ အော်ဒါကြောင့်ဂျိတ်ကလောကကြီးကိုမကြည့်မနှက်နဲ့လူကြီးတွေကိုအရွက်တိုက်ပြနေတာကိုတကယ်တော့လေဂျိတ်ကိုလိမ်မအောင်ဆုံးမပေးမယ်လူကြီးတွေမရှိခဲ့တာပါ ဟိုင်း သမီးလည်းပြန်လာပြီလားဟောသမီးမနှက်ပြန်ကြလို့ရှိရင်သမီးအဖိုးလေးအိမ်ဟာတတိတို့ထမင်းသားဖိတ်ထားတယ်အဲ့ဒါသမီးကိုတွေ့ကျင်လို့ခေါ်ခဲ့ပါတဲ့အဖေကမှာလိုက်တယ် နေ့ပြန်ချိန်မအောင် ဘာကိစ္စရှိလို့လဲသမီး စင်ဒီတို့နဲ့ပြင်သွားမလို့ချိန်ထားတာသူတို့မြောက်ပွဲနေရာကြီးလိုက်ပို့ပေးပါဆိုလို့ စင်နီတို့ပဲလားသမီးဒီပြင်ဘယ်သူပါသေးလဲ စင်ဒီရဲ့လီလီရဲ့ဒီပါရဲ့ ဟောဒီပါတို့ပါမယ်ဆိုရင်တော့ယောက်ျားလေးတွေတယုံယုံဖြစ်နေမှာပေါ့သမီးရဲ့ပြီးတော့အဲ့ဒီပါဆိုတာစိုက်ကယ်ကြီးတွေတယုံယုံနဲ့အော်ဟဲဆူညာပွဲလောရိုက်နေတာဒီမျိုးကလူတွေတောင်သူတို့ကိုသိကြည့်လို့ရတာမဟုတ်ဘူးသမီးရဲ့မသွားပါနဲ့လားသမီးရဲ့ ဒေဒီကလည်းသူတို့နဲ့ပေါင်းလာပြင်ကြားလာပြီဘာပြဿနာမှလည်းဖြစ်တာလည်းမဟုတ်ဘူးပြီးတော့သူတို့ကချိန်မပါရင်မသွားဘူးတဲ့ ကဲသမီးအဲ့ဒါဆိုရင်မသွားလို့မဖြစ်ဘူးဆိုရင်ဒေစီနဲ့တော်တော်ပါခေါ်သွားနော် ဟာဒေဒီချိတ်ကိုရှက်ခွဲနေရလားသူတို့ကဘာလို့ခေါ်သွားရမှာလဲအဲ့ဒါတွေပဲဒီမှာနေတော့လေဒီမှာမလို့ရန်ကုန်မှာနေတော့လေရန်ကုန်မှာမလို့သိတာပဲကောင်းတယ်လေ ဒီမှာခဏနေခဲ့ဦး အော်လို့ပြန် ဂျိတ်ပါလားဘလို့ဖြစ်ဖြစ်ဒီကိုရောက်လာ ကျိတငယ်ချင်းတွေနဲ့ရှောင်းလဲနေရလူကြီးကတွေ့လို့ဝင်လာ အော်ဒါကိုတကယ်ချင်း copy ချန်လေအဲ့ဒါသူ့အပင်တွေကြည့်ပေးဖို့ကိုကြီးတောင်းတာလည်းလာကြည့်ပေးနေတာ ကျိဟွာလူကြီးနဲ့လိုက်ကြည့်လို့ရလား ။အော်ကို့အလုပ်တွေကျိတ်မှနားမလဲတာကျိတ်ပြင်းသွားမှာပေါ့ မပြေးမှာဘူးကျိကအဲ့လိုကြည့်နေတာကျိလူကြီးကအနောက်ရှက်မပေးဘူးလေဘေးကနေညင်ညင်လေးလိုက်ကြည့်ရလား ။ကျိတ်ကတော့ကြီးကြပြီကွာ။ကဲအဲ့ဒါဆိုရင်လည်းရောက်ကိုရိုက်ခိုင်းတဲ့အချိန်ကျရင်တစ်ပင်တွေကိုဓာတ်ပုံရိုက်ပြီနော်။ရောက်ဒီဖုန်းထား ဟုတ် ။နားတော့အဆင်ပြေ။ဒီနေရလေတရက်ကြည့်တော့ဒီအပင်တွေကိုဆေးတော့ထည့်လိုက်နော် 南回记对你见面的飘散的月，我为个见面的。 ။အာမရိုက်နဲ့
ကိုကျေကျေမလို့အာမရိုက်ပါနဲ့ကျေကလေ လူကြီး အာတော့ပြီကြိုက်တော့ပြီရိုက်နေတော့ ငယ်သူမို့ငယ်သူမို့ပြင်တဲ့ရှိတဲ့တိုင်းဆိုငယ်သူမို့ငယ်သူမို့ ဒီရပေါ့ကျေရကြည့်နေတယ်နော် လောကကပြောချင်လုံးတာငယ်သူမို့မသေးပါ လူကြီးကိုမင်းမလို့လူကြီးကဘာလို့တစ်ပင်တွေကိုစိတ်ဝင်စားလဲ တစ်ပင်တွေကစကားမပြောတတ်လို့ ဟမ်ဘလို့ သူတို့ကသူတို့ရဲ့ခံစားချက်တွေကိုထုတ်မပြောတတ်ဘူးလေကိုကပဲသူတို့ရဲ့ခံစားချက်တွေကိုသိအောင်လုပ်ရတာပေါ့ အဲ့တစ်ပင်တွေကဘာပြောလဲ သူတို့ကလူတွေကိုစိတ်ဆိုးနေတယ် တကယ် ကိုအခုသူသေသနာလုပ်နေတဲ့ခေါင်းစဉ်ကကဘာကြီးပူနွေးလာမှုကြောင့်တစ်ပင်တွေရဲ့ဇီဝကာမဖြစ်စဉ်ပြောင်းလဲလာမှု global warming ဆိုတာမြင်ကြဖို့မှာပေါ့အဲ့ဒါဘာကြောင့်ဖြစ်တာလဲ လူတွေကြောင့်လေ ဒါမဲ့လေတိတ်ပြီးအံ့ဩစရာကောင်းတာတခုဟာလူတွေကြောင့်ပြောင်းလဲသွားတဲ့ရာသီဥတုနဲ့ပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီးတော့တစ်ပင်တွေရဲ့ဇီဝဖြစ်စဉ်တွေပြောင်းလဲပေးတယ်သူ့လူကိုပြောင်းလဲလာတာနော်ပြီးတော့လူတွေကိုအကျိုးပြုတယ်ဆက်ပြီးရှင်သန်စေတယ် လူရဲ့ကြိတ်ကိုဘာပြောချင်တာလဲဟမ် ဘဝမှာလေပြုပြင်ပြောင်းလဲလို့မရတဲ့အရာတွေဆိုတာရှိတယ်ကိုယ်ခွန်အားနဲ့ပြုပြင်ပြောင်းလဲဖို့မဖြစ်နိုင်တော့တဲ့ကံတရားဆိုတာလည်းရှိတယ်ချင်းအဲ့ဒါတွေကိုစိတ်ဆိုးဒေါသထွက်နေမဲ့အစားကိုယ့်ဘဝကိုကိုယ်အကောင်းဆုံးဖြစ်အောင်ကြိုးစားနေထိုင်ရမယ်ချင်း သူရဲ့ကြိတ်ကိုရွေ့ပြောနေတာ ကိုချိတ်ကိုထဲ့ပြောနေတာပါဒီမှာချိတ်ရဲ့မိဘတွေကချိတ်ကိုဂရုမစိုက်ဘူးချိတ်ကိုမချစ်ဘူးအလိုမလိုက်ဘူးလို့ထင်ပြီးတော့ချိတ်ကစိတ်ဆိုးဒေါသဖြစ်တယ်အရွက်တိတ်ပြနေတယ်အဲ့ဒါတွေကိုစဉ်းစားပြီးတော့ချိတ်ဒေါသထွက်နေစရာမလိုဘူးချိတ်ရဲ့ဝမ်းနေနေစရာလည်းမလိုဘူးချိတ်ဘဝမှာသူတို့အသက်ရှင်ပေးနေတာပြီးတော့ကျိတ်လိုသမျှကိုသူတို့ထောက်ပံ့ပေးနေတာတွေဟာကျိတ်ကျေးဇူးတင်ရမှာကျိတ်ကလိမ့်မှာပါတယ်ကျိတ်ရဲ့ကျိတ်ဘဝကိုဒီတိုင်းမနေပါနဲ့ပြောင်းလဲလိုက်ကြရအောင်နော်နော်ကျိတ်ကျိတ်ဘာလို့ငိုနေရလဲကျိတ်ရဲ့ကျိတ်ကိုဝမ်းနေရဘူးလို့ခုနကပြောထားတယ်လေ ဖြေခွန်းနဲ့လို့မဟုတ်ပါဘူးကျိတ်ကိုတော့တာတယ်မပါပဲဆုံးသွားတာဆိုလို့လူကြီးကကျိတ်ပေါ်မှာပထမဆုံးပဲကျိတ်ပြောလို့ပါ ကလေးရဲ့ဟယ်လို Hello ဒေါက်တာဦးတပိုင်နဲ့ပြောချင်လို့ပါ ဟုတ်ကဲ့ပြောနေပါတယ်ခင်ဗျာဘယ်သူကလဲမသိဘူး ဒေါက်တာဦးတပိုင်ကဘာလို့ခွေးတီမိမမျိုးတည်းရလဲ ဘာ လူကြီးကတခြားသူတွေဆက်ရင်ဘလို့အတန်းနဲ့ပြောလဲဆိုတာသိကြလို့
ဂျေလူကြီးကိုလာနောက်နေရပါဟလားနေမဟုတ်မင်းကကို့ဖုန်းကိုဘလို့ညနေကခိုးပြီးတော့ save ထားလိုက်တယ်ဗောဟလား ဒါပေါ့မသိဘူးမလား ဘလို့လို့သိပါလဲဂျေရဲ့ကဲပြောပါဦးအခုဖုန်းဆက်တဲ့ကိစ္စ ခုနအမေကဖြေအောင်လေဘာဖြစ်လို့အခုချိန်နေမိမမြူသေးရလဲလို့ မယူချင်သေးလို့ဗောဂျေရဲ့ ဟုတ်လို့လားညီကရပါရရှိမှာပေါ့ ဂျေကိုနဲ့မဆိုင်တဲ့ကိစ္စတွေကိုမဆက်စုရဘူးလို့ကိုပြောထားတယ်လေကိုဘွားကိုပဲစိတ်ဝင်စားပါဂျေရဲ့ညနေကကိုပြောထားတာတွေရောမှတ်မိသေးရလား အဲ့ဒါကိုပဲပြောမလို့ချိန်မမီနဲ့စကားမပြောအရင်ကြပြီခုနလူကြီးပြောထားလို့မမီကိုဗီဒီယိုကောခေါ်ပြီးတော့စကားစပြောလိုက်တယ် ဂျေမမီကဘာမှနေရလဲ သူက US မှာလေဂျိတ်တက်ချင်တဲ့ကျောင်းတွေ website ကနေရှာပြီးတော့သူ့ကိုပို့လိုက်တယ်သူကဘယ်ကျောင်းဆိုရင်တက်တဲ့နယ်ပြီးတော့ဝင်ခွင့်ကိုဘယ်လိုလေးတင်ဆိုပြီးတော့ဂျိတ်ကိုပြောပြတယ် ဒါဆိုရင်တော့လေဂျေအမေကဂျေကိုချစ်ပါတယ်ဂျေရဲ့ကို့အထင်ပြောရရင်ဂျေအမေကသူ့ရင်ထဲကခံစားချက်ကိုထုတ်မပြောတတ်တဲ့သူမျိုးပဲဖြစ်ရမယ် ဂျိတ်လေဒီနေ့ကစပြီးလူကြီးစကားကိုပဲနားထောင်တော့မယ် ဂတိဆိုတာပြီးပြီးရင်တီးရတယ်နော်ကလေးမ တကယ်ပြောတာပြီးမှလိမ္မာလာတာဘယ်သူကြောင့်လဲလို့မမေးနဲ့လူကြီးကြောင့် တောက်တော့ရင်လည်းဖျားဘက်နဲ့လဲပြီးသွားပြီစွန့်တော့ကပ်ဖို့ပဲကျန်တော့တယ်ကိုကြီးဒီစီလေဖះကြော့မလို့ဆိုပြီးဖះခန်းအောင်ဝင်တော့အကိုကြီးတမီးကကြော့နေလေရဲ့ ဟာလား သူကဒီစီကိုတောင်ပြန်ပြီးဆရာလုပ်လိုက်သေးတယ်ရေတော်နဲ့ပန်းတော်လဲပြီးပြီတဲ့စွန်းတော်ပဲကတ်လိုက်ဆိုပြီးပြောပြီးထွက်သွားတယ် ဟောဗျာ ကိုကြီးတမီးတော့ပုံမှန်မဟုတ်တာသိကြတယ် တားလည်းဟိုတနေ့ကဆရာအရန်လုပ်တယ် ဟုတ်လားသားဘလို့လုပ်တယ် မနေ့ကကြတော့ဖះရှိကဘာသွားလဲတဲ့ကုတုနဲ့အကုတုဆိုတာဘာလဲတဲ့တော့လည်းမင်းနေ ဟာ तू ကသားကိုအဲ့လိုတွေမေးရအောင်အဲ့ဒါတွေကို तू ဟာဘလို့လုပ်သိရလဲ ဟိုတနေ့ကဥသက်ပိုင်ကသူ့ဖះရှိကိုပြောနေတာကြားတယ် ဟာ မကြိတ်တက်စကိတ်စီးရင်လေတက်စကိတ်စီးနေတယ်မပါလား ဟဲ့ SK ကနင်စီးလို့ရရဟာမဟုတ်ဘူးတင်ပေးနိုင်ဘူး ဟာမယူသေးဘူးလားဆို စီးလို့မရဘူးထားခဲ့ မတင်ပေးလိုက်ရတယ် တော်တော်ပြောပါလေမစီးပါနဲ့ဆိုတာလူကြီးရယ်လူကြီးရယ်လူကြီး အာနော်လေ အေးပါပြီးပါပြီကွာယောက်ျားဆိုတာခံနိုင်ရှိရတယ်ကွာခုပြီးပြီတွေ့လားပြီးရင်လေဒီဆရာကမင်းကိုစေးစာတွေပါရေးပေးအောင်ပါမင်းကြောင်းတက်စရာမလိုဘူးမင်း3-4ရက်လောက်ကတော့လေမင်းကြောင်းလေးလို့ရပြီဟမ်ဟုတ်တယ်မလားတော်တော် ဟုတ်ကဲ့ ဒါမိခင်ကောက်သေးရထိုးရအောင်မယ်နော် ဦးတဆီမလို့ချင်းတကြောက်တယ် မင်းကလေကွာဆေးထိုးတယ်ဆိုတာစောစောချုပ်တော့မနာဘူးကွာတရက်စက်ကိတ်တော့ပဲနာတာမင်းမေးခင်ဖို့ဝင်သွားလို့ရှိရင်လေဒီမှာကြည့်မေးရဒီမှာပြောပါဦးဗျာပြောကြအောင်အဲ့လိုမျိုးစကားလည်းပြောလို့မရဘူးမုံလည်းစားလို့မရဘူးဖြစ်သွားပြီမင်း တော်တော်တာ
ဘလို့ဖြစ်ရတာလဲတားရဲ့ဟင်မောင်သက်ပိုင်တားရဲ့တန်ကတော်တော်များလာရဲ့ ။အောင်နှစ်ချက်တော့ချုပ်လိုက်ရတယ်။တိတ်တော့မနဲ့ပါဘူး။အခုမေးခိုင်စီထိုးမလို့သူ့ကိုချော့ပြောနေရတာ ချိတ်ဘလို့တွေတောင်းဆော့လိုက်လို့အခုလိုမျိုးဖြစ်ရတာလဲညီးစီမှာငါတားကို10မိနစ်လေးပဲအပ်ခဲ့ပါတယ်အခုတော့ဒီလိုဖြစ်ရပြီညီးရဲ့စကိတ်ကိုဘာကိစ္စပေးစီရတာလဲညီးရလေငါတို့တားမိနေကိုဒုက္ခပေးဖို့အတွက်လူဖြစ်လာလားယင် ဘသူကစီးခိုင်းလို့လဲမစီးနဲ့လို့ပြောတာပဲလေအတင်းယူစီးတာ哦ဘသူကရောဒီလိုဖြစ်အောင်တမင်လုပ်မှာလဲတော်တော်လည်းဂျိတ်မောင်လေးပါအကုန်လုံးချစ်တယ်လို့ဂျိတ်လည်းချစ်ပါတယ်ကွာကူကောင်းမွန်နေနေရနော်လာစိတ်မခေါ်နဲ့ ဒီစီရတယ်ကွာမင်းပြောလိုက်ဆိုလိုက်တာမင်းပြောတာလွန်နေတယ်ကွာဟောဒီအညီလေးကကိုတို့ရှေ့အိမ်ကဆရာတက်ပိုင်ဆိုတာလား ။အော်ဟုတ်ပါတယ်ကိုကြီး။ကျွန်တော်မောင်သက်ပိုင်လို့ပဲခေါ်ပါခင်ဗျာ ကျေးဇူးတင်ပါတယ်မောင်တက်ပိုင်ရဲ့အားလည်းနာတယ်ကွာတမီးလေးကတော့မောင်တက်ပိုင်မြင်တဲ့အတိုင်းပဲတီလည်းတီးပြီးသားဖြစ်မှာပါနည်းနည်းတော့ဆိုးတယ် ။အော်ဟုတ်ကဲ့ကျွန်တော်နားလဲပါတယ်ကိုကြီး။ဒီအရွယ်တွေကသူတို့ရဲ့စိတ်တွေကဒီလိုပါပဲကိုကြီး။ဆက်ဆက်ထိမခံထိခိုက်လွယ်တာပါ။တကယ်တော့စိတ်ကမဆိုးပါဘူးကိုကြီး။သူ့စိတ်ထဲရှိတဲ့အတိုင်းသူပုံမှန်လေးလေးပြောတတ်တာပါကျေးမင်းထွက်ပြေးနေရလား ထမ်းပြေပါဘူးလူရင်းနဲ့စကားမပြောကြတော့ မင်းသိထားဖို့ဟာစကားမပြောနိုင်တဲ့တစ်ပင်နေစီကအတန်ကိုတောင်မှကိုကကြားနိုင်တဲ့သူမျိုးနော် အဲ့ဆိုရင်ကျိတ်လူတွေကိုဘာလို့စကားမပြောကြလဲတိမှာပေါ့ ဒါပေမဲ့မင်းအခုကိုယ့်ကိုစကားပြောနေရလေ ကျိတ်ပြောရဲ့လူတွေထဲမှာလူကြီးမပါဘူးလေ လူတွေနဲ့စကားမပြောချင်ဘူးလို့လည်းပြောသေးတယ်အဲ့ဒီထဲမှာကိုမပါဘူးဆိုတော့ကိုကပါလေတစ်ပင်ကြီးလား မဟုတ်ဘူးလေကျိတ်မုန်းတဲ့သူတွေထဲမှာလူကြီးမပါဘူးလို့ပြောချင်တာ မမုန်းပါနဲ့ချက်ရဲ့ဘသူ့ကိုမှမမုန်းပါနဲ့အမုန်းဆိုတာဘသူ့အတွက်မှမကောင်းဘူးနော်ဟိုနေ့ကမတီစီစကားကိုချိန်မကြည့်မနှက်ဖြစ်ပြီးတော့အိမ်မှာမနေချင်မဲ့အခုလိုတွေရှောက်သွားနေတယ်ဆိုတာကိုသိတယ်ချက်ကိုမင်းမယ်ချက်တော့မချစ်ဘူးလား ချစ်တယ်လေချစ်လို့ပဲတခါလေသူဆိုရင်ဒီကခွင့်လို့ပေးနေကြပြီးတော့ကျိတ်ငယ်ငယ်လေးတဲ့ဒီကမောင်လေးလိုချင်တာ ဒါဖြင့်သူ့အမေကိုမုန်းတာနဲ့မင်းသူ့ကိုမခုံမပြောနိုင်ဖြစ်ပြီးတော့ပြစ်ထားတယ်ဆိုချေသူ့စိတ်ထဲမှာလဲလေသူ့အမေနဲ့ချေအမေဟာတယောက်တည်းဖြစ်သွားရင်တိတ်ကောင်းမှာပဲလို့တွေးနေရှာမှာပါမင်းသူ့ကိုမတနာဘူးလားယင် သူကလူကြီးလေ မင်းကိုတခုပြောမယ်လောကမှာကိုလိုချင်တာကိုမလိုချင်တာနဲ့တွဲပြီးလက်ခံနိုင်ရမယ်အေးအဲ့လိုလက်ခံနိုင်ပြီဆိုရင်မင်းလူကြီးဖြစ်ပြီရင့်ကျက်ပြီချင်ဘဝဆိုတာကိုဖြစ်ချင်တဲ့အတိုင်းဖြစ်နေတာမှမဟုတ်ပဲချင်နော် ကျိတ်လေတော်ခက်စနေမဆက်ဆန်းကြမအောင်ကျိတ်ကိုကတော့လို့မျိုးသူ့ကိုလည်းမငိုစေချင်ပါဘူး အေးလေအဲ့ဒါဆိုရင်ကျိတ်အခုမငုံနဲ့တော့နော်ငါကျိတ်နော်တိတ်တော့နော်ဟိုရောက်လို့ရှိရင်လေမောင်နှမနှစ်ယောက်အရင်လိုပဲချစ်ချစ်ခင်ခင်ပြန်နေရမယ်နော်မင်းမရှိလို့ကိုယ်တော်ပြင်းနေတာကွာတ
တကယ်ပြောတာကိုညာခေါ်နေတာမဟုတ်ဘူးလောကကြီးကကိုယ်မုန်းတဲ့သူတွေအတွက်အသက်ရှင်ရတာမဟုတ်ဘူးချစ်တဲ့သူတွေအတွက်ပဲအသက်ရှင်ရတာလေနော်ကဲလားဒါမယ် 每闹起，表表起，对每起，别跟起，难回起，对你前面的飘是内蕊。我为个这面的面给耶，拉面的那去耶，来努对呢拉把飘是内蕊。地里边人嘛，也散了啦。ngày月tan xin biết kín này đi nơi nơi ngày từ mong trên đây chỉ để ta số lại ta má lại ta ngày từ mong khán giả đã để taအမကဘာလုပ်လဲ တို့ကမေးရမှာလေမင်းကဘာလုပ်လဲ မျိုးဘာဖြစ်လို့လဲချိတ်ဘာလာပို့တာလဲ ကြာစံချက်လာပို့တာ မျိုးနဲ့မိတ်ဆက်ပေးအောင်မယ်ဟိုကိုပြောနေတယ်လေဟိုအိမ်ချစ်ချန်ကချိတ်ဆိုတာဟိုမြန်မာလူကတော့ ချိတ်လို့ပဲခေါ်ပါ ချိတ်ဒီနေ့မိတ်ဆက်ပေးအောင်မယ်ဒါကကိုနဲ့စေးဆက်ထားတဲ့ဒေါက်တာရင်မျိုးသူတဲ့ရကုန်ကနေဒီကိုခဏလာလဲတာသူကကုလို့ဒေါက်တာတော့မဟုတ်ဘူးလူကိုကူတဲ့ဒေါက်တာနေမကောင်းရင်ပြောနော် အကုန်ကောင်းတယ် ကျိတ်အကြောင်းတွေကိုမောင်ပြောဦးပါတယ်ဟိုတွေ့ရဝမ်းသာပါတယ်နော် ဒီကလေးရတော့ကွာတကယ်ကိုရှက်ပြနေ မောင် तू ကခလေးမဟုတ်ဘူးနော်ပြီးတော့သူ့ရဲ့ပုံစံမယိုးသားဘူးမျိုးကမိမ့်မသားချင်းကြည်ရနဲ့တိတယ် မျိုးရလေကွာဘာတွေပြောနေရလဲမဖြစ်နိုင်တာ ဘာလို့မပြစ်နိုင်ရမှာလဲသူ့ရဲ့ပုံစံဘယ်လောက်ရဲတင်လဲကြည်ဒီလိုမျိုးသသိန်းယောက်ျားလေးတစ်ယောက်တည်းနေတဲ့အိမ်ဒီလိုတကားမရှိတာမရှိဝင်ထွက်နေမျိုးမကြိုက်ပါဘူးမောင်အိမ်ပြောင်းတင်တယ်နော် မျိုးရလေကွာသူတို့မောင်နှမနဲ့ကိုနဲ့ကြားမှာဘာအစွန်းထင်မှမရှိပါဘူးအဖြူတွေတက်ပါမျိုးရဲ့အဲ့လိုကြီးတော့မပြောပါနဲ့ကွာသူတို့အိမ်ကကြားသွားရင်လည်းမကောင်းဘူးလေ ဒီမောင်ဘက်ကဖြူမယ်သူ့ဘက်ကမဖြူဘူးမောင်ရဲ့မောင်သူနဲ့အရောမွင်တာကောင်းလိမ့်မယ်နော်နောက်တော့မှကြော်မကောင်းကြားမကောင်းနေမျိုးမကြားချင်
င်းခေါ်လာလဲ အဲ့ဒါငါပြောပြဖို့လိုသေးလို့လားမင်းလုံနေရမင်းမသိဘူးလား မသိဘူးကျိတ်ဘာမသိဘူး ဂျေးမင်းငါ့ကိုလိန်မာကားမယ်လို့ဘာဖြစ်လို့ပြောခဲ့လဲအဲ့ဒါတွေအားလုံးကမင်းငါ့ကိုညာခဲ့တာပေါ့ဟုတ်လားဟမ်ဂျေးမင်းငါစေနာတွေကိုစော်ကားတယ်မင်းအချိန်ချင်းကိုစော်ကားခဲ့တယ်မင်းငါ့ကိုဘာဖြစ်လို့ညာရတာ ဘသူကညာတာလဲ မင်းကငါဘာညာခဲ့လို့လဲငါဘာညာနေလို့လဲမင်းငါကိုရေးကိုရာကိစ္စနဲ့ပတ်သက်ပြီးတော့မဆက်စုပါနဲ့လို့ငါပြောခဲ့တာလေအဲ့ဒါငါမှားလို့လား မမအောင်လူကြီးမမအောင်ကျိတ်ပဲမားတာဒီနေ့မမီလို့ပဲလူကြီးလည်းတစ်ချိန်တိုင်းချိန်ကိုထားခဲ့မှာပဲချိန်ကိုတော့မချိန်ချင်ဘူးအမပြေလေချိန်လောက်ချင်တာလောက်တယ်ချိန်ပြောသလိုနေတယ်ဘသူကယူစားရမှာလဲဘသူထိခိုက်နေလို့လဲ ထိခိုက်တယ်ကိုထိခိုက်တယ်ကိုစိတ်တွေထိခိုက်တယ်ဒီမှာချိန်မင်းနဲ့တော်တော်ကိုစတွေ့ကြတယ်ကိုရဲ့မိသားစုလိုပဲကိုသဘောထားနေတာကိုအိမ်အောင်ပြုတ်သွားရင်လည်းမိသားစုလိုပဲဆက်ပြီးသဘောထားနေအောင်မှာပဲလေမင်းကိုထားပြီးထွက်သွားမယ်လို့မင်းဘာဖြစ်လို့ထင်နေရတာလဲဟမ်ဒီမှာချိန်ကိုမင်းကိုမထားဘူးဘယ်တော့မှထားမသွားဘူး အိမ်မမယူနေကြယူတော့ပါလားဝင်းနဲ့တူတယ်လိုက်မမလိုက်တာ ချိတ်ခါလေကွာကိုကအခုချက်ချင်းယူမယ်လို့ကျိတ်ကိုပြောနေလို့လားဒီမှာကိုကနိုင်ငံခြားတွေပါလေသွားပြီးတော့ဘွဲလုံနေပါလေသွားတက်ရအောင်ပါယူဖို့ဆိုအဝေးလိုပါသေးတယ်ကွာကဲချိတ်ရေကျင်းနေပါတော့နော်ချိတ် ပျော်ပြောင်းခြင်းတိမ်မွေးခြင်းအဖြစ်ခင်ခြင်းနောင်ဖွဲ့ခြင်းတွေ့ရခြင်းများနဲ့ဖြူစင်နေရွယ်ဟိုဝေကခြေများနဲ့ညာခင်ရဲ့လာမနေမနဲ့ခင်ရဲ့လင်းတို့သွင်းနေလာပါဖြူစင်နေရွယ်ဒီရင်းမှာရိုင်းစကလာ you can ding ding le nghe du mo yin de shi ne dai so da ma le ba da nghe du mo kan za da de dai chi ko sa da lo ga pyo che lo la nghe người ta xem biết cái này đi nơi miền lệ မောင်သက်ပိုင်ဟာလေတမလောင်းဆိုပေမဲ့တားလို့ပါပဲကျမတက်ပေါ်နေကြီးခဲ့တာလေဒါကြောင့်မို့အကိုကြီးနဲ့ညီမလေးလက်ထဲကိုအပ်ခဲ့ပါတယ်ရှင် မောင်သက်ပိုင်ကလိန်မာပါတယ်သူ့ကိုကိုယ်ဆုံးမစရာကိုမလိုတာသူကတော့ပြန်ပြီးတော့အိမ်ကသားနဲ့သမီးကိုဆုံးမနေတာတော်လဲတော်တယ်အေးလဲအေးတယ် အဲ့ဒီအေးလို့ပြောနေရတာပေါ့အခုခေတ်ကမိန်းကလေးတွေကလေမိန်းမလဲမိန်းမရှုပ်တွေကများတယ်ဒါကြောင့်မို့သမီးကိုပြောနေရတာမောင်သက်ပိုင်ကိုလွတ်မထားပါနဲ့လို့ အော်အခုရောပြင်းဝင်ဘယ်မှာတဲကြတာလဲချက်ချင်းပြန်တော့မလို့လားစောစောကတည်ရင်လေအင်းကိုထမင်းစားဖိတ်ပါတယ် ဟ
ဟုတ်ရပါရဲ့အခုကတမိသားစုလုံးလာတာဆိုတော့ဟိုတယ်မှာပဲတဲလိုက်တယ်မျိုးကလည်းခွင့်ရသိမ့်မရတော့လေ ဟုတ်ပါတယ်ရှင်အခုပဲရန်ကုန်ဆင်းတော့မှာအဲ့ဒါကြောင့်မလာပြီးမိတ်ဆက်တာပါရှင် နောက်တစ်ခါမောင်သက်ပိုင်တို့အိမ်လာရင်ဒီအိမ်ကိုလည်းဝင်มาထွက်ပါနော်မောင်သက်ပိုင်ကိုလည်းစိတ်ချပြီးထားခဲ့ပါသူရဲ့စားရေးတောက်ရေးနေထိုင်ရေးအစားဂရုစိုက်လိုက်ပါမယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ခွင့်ပြုပါအောင်အော်ဒါနဲ့မန္တလေးမှာမင်္ဂလာဆောင်ရင်လာခဲ့အောင်နော် ဟုတ်အဲ့ဆိုခွင့်ပြုပါအောင်ရှင် သမီးဂျိတ်အဲလေ တက်ပိုင်ရင်သွားမလို့ မောင်သက်ပိုင်အိမ်တယောက်တည်းမသွားပါနဲ့လားသမီးရဲ့ ဘာဖြစ်လို့လဲဒယ်ဒီရဲ့ခါရင်းနဲ့သွားနေကြပဲဥစ္စာကို ခိုင်းသွားတာဟုတ်တယ်သမီးရဲ့ခုနကဖေဖေတို့အိမ်လာလဲသွားတဲ့ဧည့်သည်တွေကမောင်သက်ပိုင်နဲ့စိစက်ထားတဲ့မိန်းကလေးနဲ့သူ့အမေတဲ့သမီးနဲ့လည်းစုံမှုလဲဆို တိတာပဲအဲ့မိမကြီးကြည့်လို့မရဘူးယွန်းဖို့ကောင်းလိုက်တာ သမီးရဲ့စကားပြောရင်အဲ့လိုမပြောပါနဲ့ဖေဖေမကြိုက်ဘူးသူတို့ကရိတ်ကဲလောက်ပဲပြောတယ်ဆိုပေမဲ့သူတို့စကားကိုဖေဖေတို့နားလဲတယ်မောင်သက်ပိုင်အိမ်ကိုသမီးလေးအခုလိုဝင်ထွက်သွားလာနေတာသူတို့ကြိုက်ပုံမရဘူးမသွားပါနဲ့သမီးရဲ့ သူတို့မကြိုက်အောင်ဂျိတ်တို့နှစ်ယောက်ကဘာဖြစ်နေလို့လဲအဲ့တော့ဂျိတ်တို့နှစ်ယောက်ကဒီဇိုင်းနေလို့နေရမှာလားဒိဗယ်မရှိတာ သမီးကိုဖေဖေစကားကောင်းကောင်းပြောနေတာသမီးအိုက်ဘက်အိမ်ကိုမသွားနဲ့တော့ ဟုတ်သားပဲအေးညီကလည်းညီဖေကိုတနေ့တဲ့နေ့လေစိတ်ဆင်းအောင်မိမျိုးစုံနဲ့လှုပ်တယ် အန်ဒီဂျေစီကိုနမ်ဆိုင်မနဲ့ဝင်ပါနဲ့ဂျိတ်ကလေဂျိတ်မန်နဲ့တင်ဘယ်သူပြောမှကြိုက်တာမဟုတ်ဘူးနော်ပြီးတော့မှပြန်ဆင်းမှမနာနဲ့ ဂျေးသမီးရဲ့အန်ဒီဒေစီဆိုတာသမီးနဲ့ဘာမှမတော်ဘူးဆိုပေမဲ့သမီးတဲ့အသက်ကြီးတယ်သမီးအဲ့လိုမရိုင်းနေဘူးသမီးလည်းအဲ့ဒီအိမ်ကိုမသွားဘူးသမီးကိုလည်းဖေဖေလုံမလိုက်နိုင်တော့ဘူးအိမ်ဘက်ပြန်တက်တော့ ရတယ်အဲ့မသွားလဲဆိုလဲမသွားဘူးဒီနေ့ကစပြီးဂျိတ်သွားခြင်းတဲ့နေရာသွားမယ်ပြန်ခြင်းတဲ့အချိန်မှာပြန်မယ်ဆိုပြီးတော့မှတ်လိုက်တော့ ကိုကြီး ကိုယ် မတ်တီစီ မောင်တက်ပိုင် ညနေတော့အမတို့အိမ်ကိုမင်းနဲ့စိတ်ဆက်ထားတယ်ရှင်မျိုးသူတို့တာမီးနေအောင်လာသွားတယ် ဒုက္ခပါပဲဗျာရန်ကုန်ကပါလာတဲ့လက်ဆောင်တွေကိုသွားပေးခြင်းနဲ့ဆိုလို့ခွင့်ပြုလိုက်တာထင်လို့ထင်တယ် အဲ့ဒီကလေးကဂျိတ်ကအိမ်မှာတောင်းချမ်းပြီးထွက်သွားတာအခုချိန်ထိကိုပြန်မလာဘူးဖုန်းဆက်တာလည်းမကိုင်းတော့ဘူး သူ့တငယ်ချင်းတွေစီကိုရောမဆက်ကြည့်ဘူးလား ဆက်တယ်သူ့တငယ်ချင်းပြောတာကတော့ဒီပါအောင်တို့ဖွဲ့နေပီတူးပါမှာတောင်းနေကြတယ်တဲ့မောင်တက်ပါရဲ့ဂျိတ်ကိုပြန်ရှာပြီးအိမ်ကိုခေါ်ခဲ့ပေးပါနော် စင်ဒီလီလီ အိုး ချိတ်ဆိုးဆိုးကဒီဆိုင်မှာရှိရဆို ဟုတ်တယ်ဂျိတ်ကိုဒီပေါင်အိမ်ပြန်လိုက်ပို့ပေးရလေဟိုထွက်သွားအောင်တော်တော်ကြာနေခုထိပြန်ရောက်သေးလားယင် မရောက်သေးဘူးဟိုနေပါဦးချိတ်ကသူ့ကားနဲ့သွားတာလေ ဂျိတ်ကဒီနေ့နည်းနည်းမူးနေရဦးရဲ့ဒီဘောင်ကစိတ်မချလို့ဆိုလိုက်ဖို့ပေးอ่ะ ဟာဒုက္ခပါပဲ
သူ့ဖေနေမကောင်းဖြစ်နေလို့သူ့အိမ်ကလိုက်ရှာခိုင်းလို့ရှာပေးနေတာပြဿနာပဲကွာဒီအချိန်ကြီးဘယ်မှာသွားရှာရမလဲမသိဘူး ဟေးရတယ်ဟိုမှာမူကြီးတိုးရတာခုတော့ဆိုလေလိုက်ပြီးရွယ်ရောက်ကောင်းနေတော့ဟုတ်လေ ဒီဘောင်းကဘယ်လိုကားမျိုးလဲ သူကဖော့ကအနက်ရောင်ပဲနံပါတ်က4130လားမသိဘူး ကျေးဇူးပဲနော် လက်ကားပါလက်အိုမျက်နှာကြ sorry ပါကွာ sorry နော် လူကြီး ဂျေး လူကြီးကဘယ်လိုလုပ်ဒီရောက်နေရလဲ ဂျေးပြောင်းလို့လိုက်ရှာနေရလေ ဟမ်ဒီကောင်တွေကခုနကတော့အန်တာဘာလို့လုပ်နေကြဒီပါငါလူကြီးနဲ့ပြန်တော့မယ်နော် get a room အဲ့တော့ဘူးတော့လေကတဲ့ ဘာလို့လူကြီးကဒီဘာကိုငါတို့ရတာ ဒီဘာကားထဲမှာဟိုကောင်းလေးနန်းနေတာရုပ်ပြမင်းပဲထင်သွားတာဗောကွာမင်းကလည်းမူးနေတာဟုတ် ရမွေဟာလူကြီးကဒီဘာ boyfriend နောက်ကနေစိုက်ကယ်နဲ့လိုက်လာဘယ်အချိန်ကားပေါ်ရောက်နေမှန်းတော့မသိဘူး မင်းတို့ခက်ကလည်းဘာလဲကွာရှုပ်ရှက်ကိုခတ်နေတာပဲ လူကြီးကဘာလို့ချေကိုလိုက်ရှာနေ မင်းကိုပြောစရာရှိတယ် အကိုကြီးလေးနောက်တဲ့နေရာရဲ့အလိုဆုံး3-4လပဲနဲ့မောင်းသက်ပါရဲ့ ကိုကြီးကဘာဖြစ်လို့လဲဗျာ အသက်ကင်ဆာဖြစ်နေတာလွန်ခဲ့တဲ့တစ်နှစ်လောက်ကမှသိတာသူအသက်ရှင်နေတဲ့အချိန်လေးမှာသူ့သမီးလေးနဲ့အတူနေချင်တယ်ဆိုလို့ချိတ်ကိုသူ့မေစီကနေလှမ်းခေါ်လိုက်တာပါသူ့သမီးလေးနဲ့သူနဲ့အခုမှအတူတူနေရတာလေသူယောဂဖြစ်နေတာကိုပြောမပြရဘူးတဲ့သူ့ပြောအောင်ထားပါတယ် မိုးလီမလို့ကြည့်ရင်သူကြည့်ရင်ရှိကိုရောက်နေပြီနော် ချစ်တော့ဆိုးခဲ့ရပဲနော်တကယ်တော့ဆုံးချင်ရောက်နေရတာဒီဘာမှမသိပဲအခုချိန်နေတယ် ကဲပါကြည့်ရဲ့အဲ့ဒါတွေပြောမနေပါနဲ့တော့ကြည့်ရဲ့မကြည့်ကြည့်ကိုကြိတ်တယ်ဒီရောမတေးစီကဘာဘယ်လောက်ချစ်တယ်ဆိုတာကြည့်အခုသိပြီမလားကြိတ်တယ်ဒီမရှိတော့တဲ့အချိန်ကြမှာလေ
ချိတ်ဒီအကြောင်းလေးတီးပြီးယူချိုးမရဖြစ်မှာစိုးလို့မထေစီကကိုကိုပြောခိုင်းလိုက်တာချင်းမထေစီကိုချိတ်ကျေးဇူးတင်ရမယ်နော်ချင်းနော် လူကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆပ်ပဲလူကြီးချိတ်ရဲ့ဆိုရဲဆိုပြီးချိတ်ကိုတော့ပြစ်မသွားပါနဲ့နော် ချိတ်ကလည်းကွာဘာလို့ရှောက်ပြောနေရလဲချိတ်ကိုကဘာဖြစ်လို့ထားသွားမှာလဲဒီမှာချိတ်အခုချိတ်တယ်ဒီနားမှာပဲချိတ်နေပြီးတော့သူ့ကိုပဲတစ်ချိန်လုံးပြုစုလိုက်ပါနော်ချိတ်နော် မောင်သက်ပိုင်စိတ်ကိုခုလိုခေါ်လာပေးတဲ့အတွက်ကျေးဇူးပါနော် ဟုတ်ကဲ့ရပါတယ်မ လာချင်း ဟုတ် ပါရတော့ ကိုကြီးကြည့်ရတာနေတောင်တော်တော်ပြန်ကောင်းလာပြီပဲကိုကြီးရဲ့လိုလဲကိုကြီးနေသားရလား နေစားပါတယ်ကွာယောဂါတော့မင်းသိတဲ့အတိုင်းပဲပြောင်းမဲ့ယောဂါမဟုတ်ဘူးဒါပေမဲ့စိတ်ချမ်းသာလုံးနဲ့တူတယ်ကွာနေတော်တော်ပြန်ကောင်းလာတယ် အခုလိုစကားကြားရတာဝမ်းသာလိုက်တာကိုကြီးဟာ မောင်တပိုင်ဟိုချိန်နဲ့ပတ်သက်ပြီးဘလို့ကျေးဇူးတင်စကားပြောရမှန်းတော့မသိတော့ဘူးကွာ မဟုတ်တာပဲကိုကြီးဟာချိတ်ကလူကြီးဖြစ်လာလို့ရင်းချက်လာပြီးသူ့လိုပြောင်းလဲသွားတဲ့သဘောပါ ပြောင်းလဲတာမှတခြားတယောက်များဖြစ်သွားသလားလို့တော့ထင်ရတယ်အရိညာသမီးလေးအိမ်ပြန်ရောက်လာတော့ sorry ပါဒရီရဲ့လို့တခွန်းနဲ့ပြောပြီးငိုးရတယ်ကွာအဲ့နောက်ပိုင်းနေ့ရက်တွေတောက်လျှောက်ပြောင်းလဲသွားတော့တာပဲဟောတာနဲ့မောင်သက်ပိုင်ခီးသွားစရာရှိရဆိုသမီးပြောလို့ ဟုတ်တယ်ကိုကြီးမန္တလေးနဲ့ရန်ကုန်ကိုအလုပ်ကိစ္စနဲ့ကျွန်တော်တလားလောက်ပြန်ဆင်းရမှာပါဟိုမှာအလုပ်က foreigner တွေရောက်နေလို့လေအဲ့ဒါကိုကြီးတို့ကိုကျွန်တော်အခုလာနှုတ်ဆက်တာကျွန်တော်အိမ်ကိုကြည့်ပေးဖို့တော့ကျွန်တော်ချိတ်ကိုပြောထားပြီးပါပြီကိုကြီး ဩစိတ်ချလက်ချတာသွားပါကွာ အကိုကြီးအဲ့ဆိုရင်ချိတ်ကိုကျွန်တော်သွားနှုတ်ဆက်လိုက်ပါအောင်မယ် ဩသွားရှိတယ် ချိတ် ဘာကြည့်နေရလဲ ဘာမှမကြည့်ပါဘူးကိုသွားတော့မယ်တလားထောင်ကြမှာ ချိတ်တည့်ရလေချိတ်အင်းရှင်းလာပြီမနော် ရန်ကုန်ကနေဘာမှမလဲကိုဘာဝယ်ခဲ့ရမလဲ လူပဲပြန်လာခဲ့ ကဲကိုသွားရမယ်နော်
တပ်ပိုင်မင်းဟိုငါချီးကျူးတယ်သိလားဟိုနေ့ကဂျိတ်တို့မိသားစု၄ယောက်နဲ့ငါတို့ဖေးရမှာစုံတယ်ဟေ့ထူးဆန်းတာဂျိတ်ကအရင်လုံးမဟုတ်တော့တော်တော်လေးကိုပြောင်းလဲသွားတယ်ကွာဒီဟိုမင်းကမေးရအောင်မယ်ဘယ်သူမှဆုံးမလို့မရတဲ့ကောင်မလေးကွာအဲ့ဒါကိုမင်းဘယ်လိုလုပ်ပြီးပြုတ်ပြောင်းလဲပေးလိုက်တာလဲ ငင်းဆွေငါတို့လို research လုပ်နေတဲ့သူတွေဆိုတာ why ဘာကြောင့်ဆိုတဲ့မိကုန်းကိုအမြင်မေးနေရတာပါမျက်ပင်လေးတွေကဘာကြောင့်စိမ့်နေရတယ်ဒီပန်းပွင့်လေးတွေကဘာကြောင့်ပွင့်နေရတယ်လဲဆိုတဲ့မိကုန်းကိုဖြေနိုင်ဖို့အတွက်အများအားစူးစမ်းနေရတဲ့သူတွေပါကွာဂျိတ်ကောင်ကစတွေ့တော့ तू ဘာကြောင့်ဆိုးရတယ်လဲဆိုတာကိုငါလေ့လာဖြစ်တယ်အရာတိုင်းမှာ reason ဆိုတာရှိပါတယ်ကြာငါတို့မရှာမိခဲ့ကြလို့ပါ ဂျိတ်ညီဖေကယောဂတဲ့နော်ညီဖေကိုထပ်ပြီးစိတ်ဆင်းအောင်လုပ်မလို့လားအေးဘာဖြစ်လို့အခုလိုမျိုးခေါင်းမာနေရတာလဲညီရဲ့ဘိုက်ထဲကဘိုက်ပိုက်ရှည်ကဘာတူလဲပြောစမ်း သမီးလေးဂျိတ်သမီးပြောမှဖြစ်မယ်ဖုံးမနိုင်ဖိမရဖြစ်လာရင်ပို့ပြီးတော့ရှက်ကွဲကုန်နေမယ်သမီးရဲ့ ပြောကာယကရှက်ဝင်မခံမချင်မပြော ဟဲ့နင်ယူနေလားနင်ကဝင်မခံမဲနဲ့သူ့ဘက်ကပြောပါမလားနင့်ကိုလေကြောရအောင်ကြံကြံမဖြစ်အဲ့ကောင်ကဗတ်မှပြောမှာမဟုတ်ဘူး ပြောလိုက်ပါသမီးရဲ့အဲ့ဒါဘာတူလဲသမီးကိုပြစ်သွားပြီလားတာဝန်မယူတော့ဘူးတဲ့လား ကလေးဖေကကျွန်တော်ပါကိုကြီး မောင်တပိုင်ဒါနောက်เสียမဟုတ်ဘူးနော် ဒီလိုအချိန်မှာကျွန်တော်နောက်ပါမလားကိုကြီးဟာဟုတ်ဒီကိစ္စတွေဖြစ်ရတာကျွန်တော်ကြောင့်ပါကျွန်တော်အမားကိုကျွန်တော်ဝန်ခံပါတယ်ကိုကြီးကျွန်တော်တာဝန်ယူမှာပါ မောင်တပိုင်မင်းဂျိတ်ကိုနှမလေးတယောက်လိုပဲဆိုပြီးကဲတင်ရှင်ဝင်လှုပ်เสียမလိုဘူးနော်ဒါသူရဲ့ကောင်ဝင်လောက်ရမယ့်ကိစ္စမျိုးမဟုတ်ဘူးသမီးဂျိတ်သမီးနဲ့ညီစွန်းတာမောင်တပိုင်လားဟုတ်လား ဟုတ်တယ်သူပဲတဲ့ဒီ မင်းယောက်ျားတွေကိုရှော့မတွက်နဲ့မင်းကကစားစရာအယုံနဲ့မှတ်နေလားဒီမှာအဲ့ဒီကောင်တွေကလေမင်းတော့ကိုဝါစားသွားမဲ့ကြားတွေကြီးပဲနားလေလား အဲ့ကြားရမှာလူကြီးပါလား ဘာပြောလဲအာမင်းကြောင့်လေခြားတဲ့ဒီကောင်ကိုဆွဲထိုးပြီးရန်ဖြစ်ခဲ့ရသေးတယ် ဟမ်ဘာလို့လဲ မင်းတို့အဖွဲတဲ့ရပဲငါမင်းစီကိုမလာခင်စေနီးစီရောက်ခဲ့သေးတာငါ့အောင်များကွာနှုတ်မျက်နှုတ်ကြိတ်တယ်တော်တော်မိုက်ဆိုင်တဲ့ကောင်ဟာမင်းဘာကြီးလား လူကြီးဘာလဲလူကြီးအနာဝတုံးကြတယ်လို့ဖြစ်နေ မင်းမစောက်ကိုပိတ်ထားတော့ ဟာအဲ့ခဏလေးကောင်းပါတော့အဲ့နဲ့လေခဏလေးဟေးဟောခဏလေးလို့ခဏလေးလာခဏလေးချက်ခဏလေးလာရလားဟမ် အန်ဂျနိုအော်လူကြီးကမင်းတို့တကယ်ကြိုက်တာလားမင်းလည်းတကယ်ကြိုက်တာလားလို့
ကျွန်တော်မှားပါတယ်အခုလိုဖြစ်သွားတာချိန်မှာအပြစ်မရှိပါဘူး လှုပ်ရက်လိုက်တာမောင်သက်ပိုင်ရဲ့ ကဲပါဒီစီရဲ့အခုကိစ္စကိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ကြမလဲအဲ့ဒါစဉ်းစားအောင် ဘာတွေစဉ်းစားဖို့လို့လဲအကိုကြီးရဲ့သူတာဝန်ယူမယ်လို့ပြောတာပဲသေးစားလိုက်ရင်ပေါ့ အေးကွာချိန်ကလည်းမင်းလာမပြောမယ်လို့စဉ်းစားထားတယ်ထင်ပါတယ်စီးစာအုပ်ဒီစီးလက်မှတ်တွေအကုန်လုံးသူခန်းထဲမှာဖွက်ထားတာအဲ့ဒါဒီစီကတွေ့ပြီးမတင်ငါလို့ဖတ်ကြည့်ငါ့ကိုပြောပြမှဒီကိစ္စသိကြရတာဟောဒါနဲ့မင်းနဲ့စီးစပ်ထားတဲ့ရှင်မျိုးသူဆိုတဲ့မိန်းကလေးကိစ္စငါတို့ဘယ်လိုရှင်းကြမလဲ ဘာမှရှင်းစရာမလိုတော့ တပိုင်ကတောင်းတော့မှာလေကွာမင်းဒီသွားဆိုတော့ငါသူ့ပြောပြလိုက်သူဘုံနဲ့ထားလိုက်လာတာကွာငါတို့ညလုံးအကုန်ချပြီးသွားပြီ အကုန်ကြားပြီးသားဖြစ်တော့လေ तू ရှင်းပြတာတတ်တာသွားတာပေါ့ဦးနဲ့အန်တီလည်းဘာမှမကူပါနဲ့ကျမအမေကသဘောတူလို့တာကျမလည်းသူ့ကိုစိတ်ဆက်ထားတာကျမဘက်ကပဲစိတ်ဆက်တာကိုပြတ်သိမ်းပေးတယ်အခုလိုမျိုးစောစောစီးတီးလိုက်ရတာကျမတော့ကပိုတောင်းကောင်းနေတယ်ရှင်တို့လိုယောက်ျားတွေကလေကြော်နေပဲကြော်နေ ချေ người nào chi biểu biểu chi tình mùi chi biết kinh chi nào quay chi追寻呀你飘散的月会个这面的nhà kia làm mình để nhà kia lên tuổi này là bao phiêu sinh này đi lý phía nhưng mà dài xa là nghe người ta xin biết kinh này đi nơi nơi nghe tu mong nhìn để chỉ để tai số đã ta mà lên mà đã ta nghe tu mong khán giả đã để tai chỉ có sắp đã ta nó cả gặp nhau chỉ lòng ta nghe tu mong bất đi taဒီစက်ကြလေးတွေကိုမနှုတ်ပါနဲ့ချိန်ချိန်နဲ့ကိုစားရတဲ့နေရာအမှတ်တရဘာမှပြောင်းလဲစေတယ်ဒီတိုင်းပဲထားရမယ်နော် လူကြီးချေကဒီလောက်ဆိုတာလူကြီးကချေကိုတကယ်ချစ်တာဟုတ်လို့လား ချစ်တာပေါ့ချိန်ရဲ့တကယ်မချစ်ပဲနဲ့ကိုနဲ့အသက်20လောက်กว่าတဲ့မိန်းကလေးတယောက်ကိုချက်ချင်းကောက်ယူပါမလားလို့ချိန်ဒါမဲ့သူများတွေမေးလို့ရှိရင်လေချိန်နဲ့15နှစ်လောက်ပဲกว่าတယ်လို့ပြောနော်ကိုကလေချိန်နဲ့အဲ့လောက်အသက်မกว่าချိန်လို့နော်ချိန်နော်နော်လို့ ငယ်ကနာ နော်ပြောနော်နော်နော်လို့နော်ဒီပြန်ထားလိုက်လူကြီးလူချောင်းနေ လူနာရဲ့ပေါက်သွားတဲ့သွေးကြောပြန်ပိတ်ဖို့ကတော်တော်ခက်လိမ့်မယ်ဗျာပြီးတော့လူနာကအသက်ကင်ဆာဆိုတော့သွေးထဲမှာရှိတဲ့သွေးတိတ်စီရဲ့ပစ္စည်းတွေပျက်စီးကုန်ခြေတွေကနောက်ဆုံးခြေတွေရောက်နေပြီဗျာကျွန်တော်လက်တက်နိုင်ဆုံးအကောင်းဆုံးပြအောင်စူးစမ်းပေးထားပါတယ်
ကျွန်တော်ခွင့်ပြုပါ ကျေဟုတ်ကိုကြီးချင်းနေကပါတယ်လေ Betekent dat nou zo stichten? ကျေရဲ့ ဟုတ်တယ်ပါရော ပြောပါကိုကြီး သမီးလေးကိုမင်းစီမစိတ်ချလက်ချအကဲပါစေသမီးလေးဆိုးတယ်အတိပါတယ်သူမင်းပေါ်မှာထပ်ပြီးတော့ဆိုးမှာပဲမင်းတို့နားလဲပြီးခွန်လို့ပေးစေချင်တယ် ကိုရဲ့စိတ်ချပါကိုရဲ့ကျွန်တော်ကလေကျေကိုအစားတွေကခွင့်လွှတ်ထားပြီးသားပါစိတ်ချနော်ကိုရဲ့ မင်းရောက်ကမှအခြေအနေဘယ်လိုနေလဲထူးကြသေးလား အခြေအနေကတော့တိတ်မကောင်းဘူးပေါ့ကွာနေလားညလားပဲအိမ်ကလူတွေပဲတယောက်တည်းပြုစုနေရတာ လိုအပ်တာရှိနေငါပြောပါကွာငါတယောက်လုံးရှိနေရပါနော် အေးပါ အိုးခရစ်တစ်ရုံးတွေကမပြန်ရသေးဘူးလားကျင်းနေယူလိုက်တယ်ကြားရဲ့စင်ဒီလည်းလာရှိုးပတ်ရောက်နေလို့မလာဖြစ်တာ ဟုတ်တယ် အော်ဒါနဲ့မိတ်ဆက်ပေးအောင်မေးဒါစင်ဒီမျိုးသားလေ အော်စင်နေတဲ့အိမ်အောင်ကျသွားပြီလား ဟုတ်တယ်ဦးရဲ့ဦးစီသူ့ကိုဆဲထိုးရညကလေသူစင်ဒီကိုခိုးပြေးသွားအဲ့တွေကပဲအဲ့ဒါစင်ဒီလည်းမိဘအိမ်ကိုပြန်မရောက်တော့တာ ဂျိတ်ကလည်းဒီအကြောင်းနဲ့မပြောပြတော့ဦးလည်းမသိဘူးဖြစ်နေတာ ဟုတ်တယ်စင်ဒီရဲ့ချိတ်ကိုအရန်ချက်တာလေးသူကအရန်လည်းစိတ်ကောင်းရှိရယ်ပြီးတော့စင်ဒီမျိုးသားလာရှိုးပတ်ပြန်သွားတော့စင်ဒီကဒီမှာကိုဝင်ရှိလာလေအဲ့နဲ့ပဲဘာလို့ဘာကရမှမသိဖြစ်နေအောင်ချိတ်ကစင်ဒီကိုဆေးရုံတင်းလက်ဆွဲခေါ်သွားတာအဲ့မှာစင်ဒီရှက်နေလို့ဆိုပြီးတော့သူကတော့မှသူ့နာမည်နဲ့ပြားဆိုလို့ပြခဲ့သေးတယ်စောင်းမှာကလေးမင်းနာမည်ကချိတ်တောင်းဖြစ်သွားတယ်အဲ့ဆိုရင်စင်ဒီတို့ပြန်အောင်မယ်နော်စင်ဒီကဒီဘက်လာရှိုးကနေအပြန်ခဏဝင်လာတာချိတ်ဖေနေမကောင်းလို့တော့ကြားပါတယ်တတင်းမင်းရလို့ပြောပြအောင်တော့ဦးအဲ့တော့တောင်းမယ် မင်းစိတ်လက်မမိုင်မလှုပ်လိုက်နဲ့လို့သတ်ပိုင်အခြေအနေကမင်းထင်တယ်လို့ဟုတ်ချင်မှဟုတ်မှာပါ ကိုကြီးပြောင်းနေပြီချိတ်တညလုံးဆေးရုံမှာမအိပ်ရသေးဘူးတတိချင်းနေရလဲဘာမှထူးမလာဘူးကိုကြီး ဂျိတ် ရှင်းကိုကြီး မင်းကိုအိုဂျီနဲ့သွားပြထားရအောင်ကွာတူးဆိုတော့ကိုကြီးစိုးရင်တယ်ဒီညနေပဲသွားရအောင်နော် ဟာကိုကြီးကလည်းချိတ်တတိကိစ္စရနေစိတ်ညစ်နေရချိတ်မသွားချင်နေ ဘယ်သွားချိန်မှမလဲသွားရင်လည်းငါပဲအဆက်ကွဲမှာပဲမင်းမတခေကိုမှပြောစမ်းမအောင်မင်းမကိုယ်ဝင်ရှိပါတယ်လို့ငါ့ကိုဘယ်အချိန်ဒီမင်းဆက်ညာနေအောင်ပါလဲပြီးတော့မှမင်းကိုယ်ဝင်ပြက်ကျသွားတယ်ဆိုပြီးတော့မင်းငါ့ကိုဆက်လိုက်အောင်ပါပဲမလား ဟုတ်မဟုတ်ဘူးကိုကြီးဟုတ် ဘာမဟုတ်ရမှာလဲဟမ်ငါအခုစေတီနဲ့တွေ့ခဲ့ပြီသူ့ဘိုက်ကလေးကမှဖောင်းလို့ ကိုကြီးတေးရှင်းပြမယ်တေးရှင်းပြပါမယ်ကို ဒီ ကြီး ဘာမှရှင်းပြမနေနဲ့မင်းရှင်းပြရင်လည်းအသေးတွေအညာတွေလူသားတွေပလီပလာတွေပဲနေမှာပဲမင်းငါ့ကိုဘာဖြစ်လို့နွားလုံးလုံးပြောက်လောက်ခဲ့ရတာလဲကွာဟမ် ဟုတ်ဘူးကိုကြီးအဲ့ဆောက်ကိစ္စတော့ဟုတ်တယ်အဲ့ဆောက်ကိုစနေဆောက်ကိုကျိတ်ကအိမ်မှာတိန်းတာတော့အန်ဒီဒေစီကတွေ့သွားတယ်ကျိတ်ကိုစွတ်ဆွဲနေတော့ကျိတ်လည်းသူစိတ်ဆင်းရဲပါစေတော့ဆိုပြီးတော့ဘာမှမပြောဘဲနေတော့ကိုကြီးကကိုကြီးပိုက်ပါဆိုပြီးတော့ဝန်ခံလိုက်တော့ပြဿနာကြီးရှုပ်ကုန်တာ အဲ့ဒါဆိုရင်အဲ့ကလေးကမင်းတစ်ခါလေးညင်းလိုက်ပါတော့လားမဟုတ်ဘူးလို့မင်းပြောလိုက်ပါတော့လားမင်းလူချားထဲမှာငါဘာဖြစ်လို့အဆက်ခွဲရတာလဲ
ငါရဲ့ခုံတိတ်ခါတွေကိုချင်းတရားတွေတပြားမှမကြောက်မင်းလှုပ်ပစ်တာ ဟုတ်ပါဘူးကိုရဲ့ကျိတ်တမင်တကရှိရတာမဟုတ်ဘူးကိုရဲ့ကျိတ်ကလေကိုကျိတ်ကကိုကြီးကိုရဲ့ချစ်တာကျိတ်ကိုကြီးတော့မနေကျွန်တော်ကမကွဲနဲ့တော့ကျိတ်မပြီးသွားတာပါကိုရဲ့လို့ သွားစမ်းပါမင်းချစ်တယ်ဆိုတာဘာလဲမင်းချစ်ကငါ့ကိုဘာကောင်းကျိုးများပေးခဲ့လို့လဲမင်းကွာအခုမင်းငါ့ဘဝကိုကြည့်စမ်းမင်းဖိုက်ကြောက်အာနိုင်ငံသားကိုပညာတော်သင်သွားမယ်ကိစ္စငါအားလုံးဖြတ်ခဲ့ရတယ်ငါပညာရေးကိစ္စတွေငါဘဝရဲ့ရည်မှန်းချက်တွေအားလုံးပျက်စီးခဲ့ရတာကွာအဲ့ဒါမင်းကြောင့်အားလုံးပျက်စီးခဲ့ရတာမင်းနားလဲလား ကိုကြီးကျိတ်တော့မမနဲ့ကျိတ်တော့မမကျိတ်လေဒီတကောပဲလိမ့်တော့မလို့မလိမ့်တော့ပါဒီတော့မလိမ့်တော့ပါကိုကြီးကိုစိတ်ဆိုးဆိုကျိတ်တဲ့အပြစ်ပေးပါနော်ဒီကိုရိုက်ချင်လဲရိုက်ပါကိုကြီးနော်ဒီကိုမမမနဲ့ဒီတော့မနဲ့ မင်းမျက်နှာကိုမမြင်ချင်တော့ဘူး ကိုကြီး တော်ဘာဖြစ်လို့လဲ ဒါပဲကောင်းပြီ
င်းမငါနဲ့ပတ်သက်ပြီးတော့ဘာတွေများပြောစရာရှိနေသေးလို့လဲ ချိတ်ကိုကြီးကိုလာနှုတ်ဆက်တာပါချိတ်ဒီနေ့ပဲရန်ကုန်ပြန်တော့မယ်မမီလည်းပြန်ရောက်နေပြီလေဒီတစ်ခါမမီ US ပြန်ချိတ်ပါတစ်ခါရဲလိုက်သွားပြီးတော့ကျောင်းသွားတက်တော့မယ်ချိန်မရှိရဲ့ချိန်မှာတော်တော်နဲ့အန်တီဒီစီကိုဂရုစိုက်ပေးပါနော်တော်တော်လေးကိုချိန်ငယ်တုန်းကလိုမျိုးစိတ်တရားမရစေချင်ဘူးချိန်နိုင်ငံခြားမှာကျောင်းသွားတက်မယ်လို့လည်းပြောလိုက်ရောသူချိတ်ကိုတစ်ပတ်လောက်စကားမပြောဘူးဒက်ဒီမရှိတော့တဲ့နောက်ပိုင်းမှာသူတို့နှစ်ယောက်လုံးချိတ်ကိုအားကိုးနေကြတယ်ချိတ်သွားမှဖြစ်တော့မယ်ဒီမှာကွာရှင်းစာချုပ်ကိုကြီးဘက်ကတော့လက်မှတ်ထိုးပြီးသွားပြီကိုကြီးမမြင်ချင်တဲ့မျက်နှာကိုမမြင်ရတော့ဘူးပေါ့ကိုကြီးဘဝအတွက်ကောင်းကျိုးမပေးတဲ့ချိတ်ကိုတစ်လုံးမေးလိုက်ပါတော့ကိုရဲ့မြတ်တာတွေကိုချိန်ငိမ့်စော်ကားခဲ့မိရတော့လေဒီနေရာနဲ့ရှကိုပြီးတောက်ပါပါတော့ကိုကြီးကိုခွလို့ဆရာမလိုပါဘူးချိန်ကအချိန်မခဲ့တဲ့သူပါဒါပေမဲ့ကိုကြီးကချိန်ဘဝတော်တော်အမှားတစ်ခုမဖြစ်ခဲ့ပါဘူးတကယ်လို့မှားခဲ့တယ်ဆိုရင်တော့အဲ့ဒီမှာချိန်ပဲတော့မပြတ်မဖြစ်တော့မယ်အမှားပါဆိုင်နော်ဟိုရဝင်လဲဖုန်းဆက်အောင်အန်တီဒီစီတို့တားမီကိုလည်းပြစ်မထားနဲ့နော်ဟုတ်ကဲ့အန်တီဒီစီလည်းခီးဆိုင်ပါနော်တခုဆိုရင်ချိတ်ကိုဖုန်းဆက်လိုက်မချိတ်မသွားပါနဲ့တော်လိမ်မာနေကြနော်စာကြိုးစားမင်းလိမ်မာရဲ့မချိတ်ကမင်းကိုဟိုခေါ်မှာအဲ့ကြရင်မချိတ်တော့တူတူနေကြမယ်လေ
ရမယ်အိမ်ထိသွားရမယ်မတန်နိုင်ဘူးရှင်တွေကလွမ်းတာကိုမတားနိုင်ဘူးဒါစီတဲ့မြေရီလို့မပြတ်နိုင်ဘူးငါအရင်ချစ်မိတာကိုအမမပြတ်အမှန်မမြင်မင်းအနာရှိခြင်းလို့နွေကျွေးစရာတွေချွေပြီးနွေလေလို့ပူမီနောက်ဆုံးတော့ရင်ကိုခွဲမင်းလေတူတူပဲ Hey အသေးကွယ်ပြောက်တဲ့ဆိုတဲ့စေမင်းမရှိရင်ဖြစ်တဲ့ဆိုတဲ့စေကဘာမအခုထိရှာလို့မတွေ့ Hey တရီးရင်မြဲရင်မလဲတဲ့စေမင်းမရှိရင်ဖြစ်တဲ့ဆိုတဲ့စေဟိုရှိရင်ပဲနေအဝေးကိုထွက်သွားလေတပိုင်မင်းကိုမင်းတရားရဲ့လားလို့စဉ်းစားကြည့်စမ်းပါဂျိတ်ဆိုတာမင်းကိုယ်တိုင်တယူတရားနဲ့ပြုစုပြုထောင်စိုက်ပျိုးခဲ့တဲ့ပန်းပင်လေးပေါ့မင်းသူ့ဘောအဲ့လိုမရက်ဆက်တဲ့မော်ကွာ တော်ပါတော့ကွာဒီကောင်စက်မပြောပါနဲ့တော့ လောကမှာလူတိုင်းမှားကြတာကြီးပါပဲကွာအေးချစ်လို့မှားတာရှိလို့မုန်းလို့မှားတာရှိတာဒီပေါ့မင်းကသူ့အမောဘာလို့ခွင့်မလွတ်ပေးနေတာလဲ तू ကမင်းကိုချစ်လို့မှားတာလေ သူ့ဘဝမှာတဲ့မင်းကအမှားဆိုရင်တော့မှာပဲဘယ်တော့မှပြန်မပြင်ချင်တော့တဲ့အမှားပဲဖြစ်မှာပါတဲ့အဲ့ဒါမင်းကိုချစ်လို့ကွာချို့မာရီယာပြန်ပြင်မှုအချိန်မိပါသေးတယ်တပိုင်မင်းပေါင်းရမှာတခုလုံနေတယ်လို့ပဲနော်ဘာလုံနေလဲမသိဘူးလာကြည့်ဦးဗျ Hey တရီးရင်မြဲရင်မလဲတဲ့စေမင်းမရှိရင်ဖြစ်တဲ့ဆိုတဲ့စေဟိုရှိရင်ပဲနေအဝေးကိုထွက်သွားလေမတန်နိုင်ဘူးရှင်တွေကချစ်တာကိုအမဖြစ်နိုင်ဘူးငါယူတော့မိတာကိုငါမပြတ်နိုင်ဘူးအရင်ချစ်မိတာကိုအမကိုအမှန်ရင်မင်းနာရှိချင်လို့နွေအကျွေးစရာတွေချွေပြီးနွေလေလို့ပူမီနောက်ဆုံးတော့ဒီလူပဲအသေးကွယ်ချင်ရုံပဲ Hey အသေးကွယ်ပြောက်တဲ့ဆိုတဲ့စေမင်းမရှိရင်ဖြစ်တဲ့ဆိုတဲ့စေကဘာမခုချစ်ရှိ ရန်ကုန်သွားမဲ့လေငါအခုထွက်သွားပြီလားမသိဘူးနော် ခုပဲထွက်ပါလို့ရှိရင် နောက်ကရန်ကုန်သွားမဲ့လေရောရှိသေးလားမသိဘူး မင်းမရှိရင်ဖြစ်တဲ့ဆိုတဲ့စေ ကျေးဇူးပါ ရှိရပေကဝေး
ဂျေး Oh, she a bed, me away go chatole. The queen talk is so say, me she put it so say. Mama, cool cheap she will hey. ဂျေးကိုကဂျေးလေးနဲ့ပါသွားပြီထင်နေတာဟာဂျေးရဲ့ဂျေးဘယ်လိုဖြစ်ပြီးဒီရောက်နေရလဲဟမ် လေမော်တက်ခန်ဒီအန်ဂျယ်လာလို့လေစိတ်ကဆရာဝန်တော့ပြလိုက်တာဟိုရှိကစားလေမစီရဘူးတဲ့ ကလေးရဲ့ ကြော်လာ နွေနောက်ချင်းပျော်ပြောင်းချင်းတိမ်မွေးချင်းအဖြစ်ကင်းချင်းနောင်ဖွဲ့ချင်းတွေ့ရချင်းများနဲ့ဖြူစင်နေရွယ်ဟိုဝေကကျေများတဲ့ညာကြီးရဲ့လာမင်းတဲ့လက်ကြီးရဲ့လေနုသွေးနဲ့လာပါဖြူစင်နေရွယ်ဒီလေးပြင်းညမရိုင်းစံလာငယ်ရွယ်သက်စင်ပြကင်းနေဒီနေလေးငယ်သူ